ဘာတရားဟောဖို့ဘုန်းဘုန်းတို့စီစဉ်ထားလဲဆိုတော့မဇ္ဈိမနိကေမူလပဏ္ဏတပါဠိတော်မှာလာရှိတဲ့ဝမ္မိကသုတ်တံဆိုတာကိုဟောဖို့စီစဉ်ထားပါနော်မဇ္ဈိမနိကေဆိုတာကမဇ္ဈိမဆိုတာအလယ်လက်ပေါ့နော်ဒီကနိကေဆိုဒီကဆိုတာရှည်လျားတဲ့သုတ်တံတွေစုထားတယ်နိကေဒီကနိကေနိကာယဆိုအပေါင်းခုတ်တကနိကေလို့ကြားဘူးတယ်မဟုတ်လားခုတ်တကဆိုတာသေးငယ်တဲ့တရားလေးတွေစုထားတာနိကာယဆိုတာအစုနိကာယကိုနိကေလို့ပြောတာဗုဒ္ဓဘာသာမြတ်စွာဘုရားရဲ့ဒေသနာနဲ့ပတ်သက်တဲ့အသုံးအနှုန်းလေးတွေကိုနားလည်ထားရင်ကောင်းတယ်နော်အခုဟောမယ့်တရားကမဇ္ဈိမနိကေမဇ္ဈိမအလယ်အလတ်နိကာယဆိုတာစုထားတာအလယ်အလတ်တရားလေးတွေစုထားမတူမရှိလေးတွေပေါ့နော်အဲ့ဒါမဇ္ဈိမနိကေက၃ချမ်းရှိတယ်မူလပဏ္ဏတာတဲ့မဇ္ဈိမပဏ္ဏတာတဲ့ဥပရိပဏ္ဏတာတဲ့ပဏ္ဏတာဆိုတာ50လို့အဓိပ္ပာယ်ရတယ်သုတ်တံ50စုထားတာအဲ့ဒါအခုဘုန်းဘုန်းတို့မူလပဏ္ဏတာပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတဲ့ဝမ္မိကသုတ်တံတဲ့ဝမ္မိကဆိုတာဗမာလိုတောင်ပိုကြီးလို့အဓိပ္ပာယ်ရတယ်ဘုန်းတို့စစရင်ဒီတရားကိုကြားဖို့စကြားဖို့တော့ဆိုရင်အလွန်အံ့ဩတယ်ပေါ့နော်ဒေသနာအရာမှာနော်အလွန်လဲသဘာဝကျတယ်နည်းနည်းတဲ့တရားတွေကိုသိအောင်ပြောတဲ့နေရာမှာအလွန်မှပညာသာပါတယ်လို့စိတ်ထဲမှာခံစားရတယ်ပေါ့တရားဘာဝနာကြိုးစားအထောက်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ကျွမ်းကျင်ကျင်ကိုဒီသုတ်တံလေးကိုနားလည်ထားတဲ့တယ်လို့ထင်ပါတယ်တရားရှုရတယ်ဆိုတာတရားရှာကိုမှတွေးဆိုတဲ့အတိုင်းကိုယ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုကိုယ်တိုင်အမှန်ကန်သိဖို့အတွက်ကိုယ်ခန္ဓာကိုယ်ကြီးကိုပဲမလုပ်တာတော့တတိထားပြီးတော့စူးစမ်းတယ်လေ့လာတယ်အမှန်သိအောင်ကြည်တယ်ဉာဏ်နဲ့ရှုတယ်နားလည်အောင်ကြိုးစားတယ်အဲ့လိုခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုနားလည်အောင်ကြိုးစားတဲ့နေရာမှာဒီသုတ်တံကအများကြီးအထောက်အကူပြုနိုင်တယ်ပေါ့နော်အဲ့တော့ဘုန်းဘုန်းတို့ဘာကြောင့်ဒီသုတ်တံလေးဖြစ်ပေါ်လာတော့ဒီသုတ်တံဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကလည်းပဲစိတ်ဝင်စားတဲ့အကောင်းတယ်မြတ်စွာဘုရားလက်ထက်တော်ခါကစမ်းကြယ်တဲ့တရားစကားကိုပြောတဲ့နေရာမှာဣတတဲရတယ်ဣတတဲဆိုတာအဲ့ဒီကိစ္စမှာသူအသာဆုံးပဲနော်သူ့ထက်သာလွန်တဲ့ပုဂ္ဂိုလ်မရှိဘူးဆိုတာကိုဣတတဲရတယ်လို့ပြောတာစမ်းကြယ်တဲ့တရားစကားကိုပြောတဲ့ဟောတတ်တဲ့နေရာမှာဣတတဲရတာကဘယ်သူတုံးဆိုတော့ရှင်ကုမာရကတ္တပမထေတဲ့အဲ့ဒီရှင်ကုမာရကတ္တပမထေမေးလို့မြတ်စွာဘုရားဖြေခဲ့တာအဲ့ဒါဒီသုတ်တံကိုမေးဖြေပြီးတော့နားလည်မှုတွေမြင်မှပြီးတော့ဒီသုတ်တံဒီဟူသောအကျိုးကျေးဇူးကြောင့်ဒီသုတ်တံကိုနာကြားရခြင်းဟူသောအကြောင်းတရားကသူ့ကိုအရဟတမေဉာဏ်အရဟတဖို့ဉာဏ်ရဖို့အတွက်အလွန်ကြီးမားတဲ့အကြောင်းတရားတစ်ခုအနေနဲ့အကျိုးကျေးဇူးပြုတယ်။ဒါသူယန္တာဖြစ်တယ်လို့ဆိုကြပါစို့။အဲ့ဒီရှင်ကုမာရကတ္တပဆိုတာကသူ့ဘဝကစိတ်ဝင်စားဝယ်ကောင်းတယ်ဆိုတာတဲ့သူ့မေတော်ရဲ့ဘဝကပို့ပြီးတော့စိတ်ဝင်စားတဲ့ကောင်းတယ်။အဲ့ဒါကတစ်ချိန်မှာအတ္တဟိအတ္တနောနာထောလို့အစချီတဲ့အလွန်နာမည်ကြီးတဲ့ကာထာတစ်ပုဒ်ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရားအနေနဲ့သူ့ရဲ့မေတော်ကထင်ရှားတယ်။ဒါသူ့မေတော်အကြောင်းကိုပြောလို့ရှိရင်ဒီပြောခြင်းနဲ့အဓိကရည်ရွယ်ထားတဲ့ဒီသုတ်တံအကြောင်းကိုဘုံဘုံတို့ကြည်ကြည်ပြန့်ပြန့်ပြောလို့ရမှာမဟုတ်တော့ဘူး။ဒါကြောင့်သူ့မေတော်အကြောင်းကိုနောက်ကြုံမှပဲပြောတာနော်။ဒါဒီရှင်ကုမာရကတ္တပကဒီယဟန်ဖြစ်ပြီးတိတ်မကြခင်မှာပဲဘုံတို့ဇေတဝန်ကျောင်းနဲ့မနီးမဝေးမှာရှိတဲ့အန္တဝန်တောအုပ်ဆိုတာရှိတယ်အဲ့ဒီအန္တဝန်တောအုပ်ထဲကိုကြွားပြီးတော့တရားအထုတ်တယ်သူကံတော်လို့အဓိပ္ပာယ်ရတယ်သူကလည်းတမိုင်းကြောင်းရှိတယ်အလွန်တိတ်ဆိတ်တယ်အဲ့ဒီတောထဲကိုတုံးတိုင်းလူမသွားရဘူးဒါကြောင့်ဒီယဟန်တွေဟာများသောအားဖြင့်စိတ်ဉာဏ်ရာကိုလိုလားကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီမှာနော်သွားပြီးတော့တရားအထုတ်ကြတာရှိတယ်အဲ့ဒါတနေ့တော့အဲ့ဒီတဲကိုတရားအထုတ်နေတော့ညပါသူအဲ့ဒီတဲမှာအိတ်တာပေါ့ရှင်ကုမာရကတ္တပအဲ့လိုညအိတ်နေတဲ့အချိန်မှာပဲသူနေတဲ့နေရာလေးကိုဝင်းထိန်သွားအောင်အယောင်အဝါတွေသူ
သူတွေ့ရတယ်အဲ့ဒါခဏနေတော့စာရဲကတော့ဒေဝတာလို့ပြောတယ်အမှားတော့ဗြဟ္မာကြီးတူရောက်လာတာဗြဟ္မာကြီးကဘာလို့ရောက်လာတာတော့ဆိုတော့တစ်ချိန်တုန်းကသူနဲ့ဆက်ဆက်မှုရှိတယ်တိတိကျကျပြောရလို့ရှိရင်ဘုန်းတို့ကတ္တပမြတ်စွာဘုရားသာသနာနောက်ပိုင်းမှာနောက်သာသနာဝန်ထမ်းရှင်ယဟန်တွေအထူးသဖြင့်တရားပြည့်ကြတဲ့အတွက်ကြောင့်ယဟန်တော်တွေတချို့ဟာတန်ဝေကရပြီးတော့ရိုးရိုးချွန်ချွန်တရားအထုတ်မယ်ဆိုတဲ့ပုံကိုယ်တွေလည်းပေါ်လာတယ်ပေါ့အဲ့ဒါနဲ့ယဟန်တော်9ပါးကတက်ဖို့တော့ကျိုးလှေကားနဲ့ဘာနဲ့တက်လို့ရမယ်ဆင်းဖို့အလွန်ခက်တဲ့တောင်မျိုးတစ်ခုကိုရွေးချယ်ပြီးတော့တရားရရင်ရမရရင်သေပဲစီဆိုတဲ့နော်အလွန်ပြတ်သားတဲ့စိတ်နည်းနည်းအာဇာနည်စိတ်ဓာတ်မွေးပြီးတော့အဲ့ဒီတောင်ထိပ်ပေါ်ကိုတက်ပြီးတော့တရားအထုတ်ကြတာတဲ့လို့အထုတ်တဲ့အခါကျတော့ပထမတစ်ပါးကပထမရက်အတွင်းမှာပဲယဟန္တာဖြစ်တယ်အဲ့ဒါသူကဇံပင်ညင်တဲ့တကွဖြစ်တယ်ယဟန္တာကအဲ့ဒါနဲ့နောက်6ပါးကိုပြောတယ်ငါရှင်တို့ဘာမှမပူနဲ့ငါဆွမ်းခံကြွေးမယ်တရားကိုအေးအေးဆေးဆေးနှလုံးသွင်းပြီးတော့ကြင်ကြံကြုတ်ကုတ်အထုတ်ကြဆိုအဲ့ဒါကျန်တဲ့6ပါးဘာပြောလို့ဆိုတော့တို့တက်လာတော့ကတရားတို့ရတဲ့လူတကူရတဲ့လူကအရင်ဆွမ်းခံကြွေးကြီးဆိုတဲ့ဂတိမပါဘူးပေါ့ဒါကြောင့်မို့လို့သင်ချမ်းသာတဲ့နေရာကိုကြွပါလို့ပြောတယ်လက်မခံဘူးတဲ့ဘုရားကတော့အဲ့ဒါကိုဘယ်လိုတွေးမိတုံးဆိုတော့ဒါကတော့နည်းနည်းလေးတယူတန်ဆန္ဒလားမသိဘူးလို့တွေးမိတယ်အဲ့ဒါနဲ့နောက်တစ်ပါးကအနာဂံဖြစ်တယ်တဲ့အဲ့ဒီအနာဂံကလည်းပဲဇံပင်ခြင်းရတယ်အဲ့တော့သူကလည်းကျန်တဲ့၅ပါးကိုပြောတယ်တဲ့စွန့်ခံပြီးတော့ကြွေးမယ်တရားကိုသာအေးစီစီအထုတ်ကြပါအဲ့ဒါလည်းလက်မခံဘူးတဲ့ကျန်တဲ့၅ပါးကလက်မခံတော့သူလည်းချမ်းသာရရက်ကိုကြွသွားတယ်ကျန်တဲ့၅ပါးကတော့ဘာတရားမှမရဘဲနဲ့အဲ့ဒီပုံမှာပဲသူတို့အစာရည်သာပြက်လက်ပြီးတော့ပြန်တော်မူသွားကြတယ်တီလကိုပဲတုတ်တင်နိုင်တဲ့အနေအထားနဲ့ပဲသူတို့ဘဝနေကုန်အဆုံးသတ်သွားတယ်တဲ့တော့သေတဲ့အခါကျတော့ကောင်းရမွန်ရတွေရောက်ကြတာပေါ့နော်အဲ့ဒါဘုန်းဘုန်းတို့အဲ့ဒီ၅ပါးကဒီသာသနာမှာဘယ်သူတွေဖြစ်လာလို့ဆိုတော့ခုပြောတဲ့ရှင်ကုမာရကတ္တပဖြစ်လာတယ်နောက်ရှင်ဓဗ္ဗဆိုတာတပါးဖြစ်လာတယ်နောက်ဘာဟိယဓာတုစရိယကြားဦးမှာပါနောက်ဘာဟိယဓာတုစရိယတပါးဖြစ်လာတယ်ပြီးတော့တပိယဆိုတဲ့ပရပိုက်နောက်တော့ယန္တာဖြစ်ပါတယ်အဲ့ဒါတပါးဖြစ်တယ်နောက်ပုဂ္ဂုတာတိမင်းကြီးဆိုပြီးတော့တပါးဖြစ်လာတယ်တဲ့အဲ့တော့ဘုန်းဘုန်းတို့ဒီအနာဂံဇံယအနာဂံမထေမြတ်ပေါ့နော်ဒုတိယအဲ့ဒီမထေမြတ်ကသူသေတဲ့အခါကျတော့ဘယ်ရောက်သွားလို့ဆိုတော့သုဒ္ဓဝါဒဘုံမှာဗြဟ္မာကြီးသွားဖြစ်တယ်နော်အနာဂံပုဂ္ဂိုလ်ဆိုတဲ့အခါကျတော့အလွန်မြင့်မားတာပေါ့နော်အဲ့တော့သူလူဘဝတုန်းကသူနဲ့အတူတူတရားအထုတ်ဖို့အထုတ်ဖက်ဒီယဟန်၅ပါးရဲ့အပေါ်မှာဘယ်လိုပြောမလို့ဆိုတော့သူ့မှာတန်ရောစဉ်သဘောမျိုးလေးပေါ့တန်ရောစဉ်ဆိုတာဟိုလိုတဏှာလောဘပြဋ္ဌာန်းတဲ့သဘောမျိုးမဟုတ်ပါဘူးနော်ဆက်ဆက်မှုရှိခဲ့ဘူးတဲ့အခါကျတော့ဒါကို तू မမေ့ဘူးအဲ့ဒါနဲ့ तू ဟာတရားသူတရားမြတ်ရအောင် तू ဘာလုပ်ပေးတော့ဆိုတော့အကျိုးဆောင်ပေးတယ်လို့ဆိုကြပါစို့အဲ့ဒါနဲ့ငါတကယ်ချင်းနေဘယ်ရောက်နေတုံးဆိုတော့ तू အမြဲတမ်းကြည့်တယ်အဲ့ဒါဒီရှင်ကုမာရကတ္တဗအန္တုံတော်ထဲမှာတရားအထုတ်နေပြီဆိုတာကိုမြင်တဲ့အတွက်ကြောင့်ရောက်လာတာတဲ့ခုနတုန်းကအယောင်ဝါတွေလင်းထိန်နေတယ်ဆိုတဲ့ဗြဟ္မာကြီးကအဲ့ဒါရောက်လာပြီးတော့ तू ကယဟန်ဘဝတုန်းကကြာကြီးနေခဲ့တော့ဒီယဟန်အမှတ်တင်ညာကအားကြီးတဲ့အခါကျတော့ဒီသူပြဿနာလိုပဲပြောမလားပဟေလိလိုပဲပြောမလားပု္ပ္ပာ15ချက်ပေါ့နော်အဲ့ဒီပု္ပ္ပာ15ချက်ကိုပြောတာအဲ့လိုပြောတဲ့အခါမှာဘိက္ခုယဟန်ဆိုတဲ့စကားလေးကအမြဲပါတယ်ဟုတ်လားအဲ့သူစပြီးတော့ဘာပြောဆိုတော့ယဟန်နော်လောကမှာအလွန်ထူးဆန်းတဲ့တောင်ပေါ်ကြီးတစ်လုံးရှိတယ်တောင်ပေါ်ကြီးကဘယ်လိုထူးဆန်းတာတုံးဆိုတော့တောင်ပေါ်ကြီးကနေဆိုလို့ရှိရင်မိတဟုံဟုံတောက်တယ်ညဆိုလို့ရှိရင်မိကိုတူဦးထားတယ်နော်အဲ့ဒါလိုထူးဆန်းတဲ့တောင်ပေါ်ကြီးကိုနော်ပညာရှိတဲ့ဆရာကသူ့ရဲ့တပည့်ကိုခေါ်ပြီးတော့ဒီတောင်ပေါ်ကြီးကိုတူခိုင်းတယ်တဲ့အဲ့ဒါကိုဒီသုတ်တံကိုဖွင့်တဲ့အထက်ကရာကိုအခြေခံပြီးတော့မင်းကွန်းစော်ကြီးကတော့သူကစိတ်ဝင်စားပွဲလေးပြောတယ်ပေါ့နော်ပုံသားဆရာကြီးတယောက်ကတပည့်တွေခြံရံပြီးတော့တော်လန်းခီးကိုသွားတဲ့အခါမှာထူးဆန်းတဲ့တောင်ပေါ်ကြီးတစ်လုံးကိုတွေ့ရတယ်နေ့ခါမှာမီးတောက်တယ်ညမှာအခုတလူလူထွက်တယ်အဲ့ဒါနဲ့သူ့တပည့်တွေကအစွမ်းစားရှိမယ်လို့သူယုံကြည်ရတဲ့တပည့်ကိုနော်လက်နဲ့အပ်ပြီးတော့တရွန်းတို့ပေါက်ပြားတို့တခုခုပေါ့လေလက်နဲ့ဆိုတာအဲ့ဒါကိုအပ်ပြီးတော့ငါတပည့်ဒီတောင်ပေါ်ကြီးကိုလေးစိတ်လေးမွားကွဲအောင်ခွဲကွာတူးသန်းလို့ခိုင်းနေတဲ့ဟုတ်လား
အဲ့လိုတူးစမ်းလို့ခိုင်းတဲ့အခါကျတော့တပည့်ကလက်နဲ့ကင်ပြီးတော့အဲ့ဒီတောင်ပေါ်ကြီးကိုတူးတယ်အဲ့လိုတူးတဲ့အခါကျတော့ပထမဘာတွေ့တော့ဆိုတော့မင်းတုပ်ဆိုတဲ့တကားမင်းတုပ်ကြီးတွေ့တဲ့ဘုန်းတို့တကားပေါက်ပိတ်ရင်အတွင်းထဲကနေဂျက်ချတဲ့မင်းတုပ်နော်အဲ့ဒီတကားမင်းတုပ်ကြီးတွေ့တယ်ဆိုတဲ့အခါကျတော့ဆရာဒီမှာတကားမင်းတုပ်ကြီးတွေ့ရတယ်နော်ဥက္ခိပလွှွန့်ပလိုက်ကွာသူကလွှွန့်ပစ်ခိုင်းတာကြီးပဲဒီသုတ်တံဘုန်းကိုသေချာကြည့်ကြည့်တယ်ဟုတ်လားဒီတောင်ပေါ်ကြီးကိုတူးတာကောင်းတာတခုမှမတွေ့ရဘူးနော်တကားမင်းတုပ်ကြီးတွေ့တယ်ဆိုတော့အဲတကားမင်းတုပ်ကြီးကိုလွှွန့်ပစ်တဲ့ဒါပေမဲ့ဆက်တူးတဲ့ဆက်တူးခိုင်းတယ်အဲ့ဒါနဲ့တောင်ပေါ်ကြီးကိုဆက်တူးတဲ့အခါကျတော့ဒီတကားမင်းတုပ်ကြီးတွေ့ပြီးတော့ဘာတွေ့တော့ဆိုတော့ဖားတကောင်တွေ့တယ်တဲ့ဖားကရိုးရိုးဖားမဟုတ်ဘူးနော်ဖားကသူကဥဒ္ဓမာယိကဖားလို့အဲ့လိုလေးစာတွေကပြောတယ်သူကအစာပိုင်းတော့တေးသေးလေးပဲသူ့ကိုထိမိရင်သူကအလွန်စိတ်ကြီးတဲ့အကောင်တဖြည်းဖြည်းနဲ့ပွားလာတာဖောင်းလာတာဘုန်းတို့ငယ်ငယ်ရလည်းပဲအဲ့လိုဖားမျိုးဆန်ဆန်ဖားမျိုးလေးတွေဘုန်းတို့အညာဒေသမှာရှိတယ်နော်မိုးလောက်ကြီးလေးလောက်ကြီးသူ့ကိုဘတ်နဲ့ပုတ်လိုက်ရင်သူအချီလေးဦးပေါင်းလို့ဖောင်းဖောင်းလေးဖြစ်လာတာရှိတယ်ဟုတ်လားအဲ့လိုဖောင်းသွားပြီဆိုရင်သူ့ရဲ့ခြေလက်ဒီလေးချောင်းကမြေကြီးကိုမထောက်မိတော့ဘူးသူသွားလို့မရတော့ဘူးအဲ့ဒီချိန်မှာနော်ဒီငှက်တွေပါတွေကသူ့ကိုထိုးတုပ်ပြီးတော့စားလို့ရတယ်ပေါ့အဲ့လိုဖားမျိုးကိုတွေ့တဲ့အခါကျတော့ဆရာကအဲ့ဒီဖားကိုလည်းပဲကလော်ထုတ်ပလိုက်လွှန့်ပလိုက်ဒါပေမဲ့မင်းဆက်တူရမယ်ဆက်တူခိုင်းတယ်ဆက်တူတဲ့အခါကျတော့ဘာတွေ့တုံးဆိုတော့လမ်းလေးနှစ်ခွတွေ့တယ်တဲ့ရောင်ရောင်လေးအကောင်လေးတွေပါလေးတွေတောင်ပေါ်တဲ့ဆိုတော့လမ်းလေးဘုန်းတို့တောင်ပေါ်တွေပါတွေထဲမှာဟုတ်တယ်ချတွေပါတွေကတောင်ပေါ်လှုပ်ထားတာဆိုတဲ့အခါကျတော့ဟိုသွားတဲ့လမ်းတို့ဒီသွားတဲ့လမ်းတို့လှိုင်ကလေးတွေလမ်းလေးတွေဆိုတာရှိတယ်အဲ့လိုလမ်းလေးနှစ်ခွတွေ့တယ်ဆိုတော့အဲ့ဒီလမ်းနှစ်ခွကိုလည်းအဲ့ဒီလက်နဲ့တူးပြီးတော့အကုန်လုံးကလော်ပလိုက်လွှန့်ပလိုက်ပေါ့နော်အဲ့လိုခိုင်းတဲ့အခါကျတော့ဆက်တူဆိုတာဆက်တူတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့ရေစစ်ကြီးတစ်ခုတွေ့တယ်တဲ့ဘယ်တော့မှရောက်နေတော့တောင်ပေါ်တဲ့ကိုရေစစ်ကြီးရောက်တယ်ရေစစ်ကြီးတွေ့တယ်တဲ့ရေစစ်ကဘာရေစစ်တုံးဆိုတော့ဒီလိုတောက်ရည်တွေပါတွေထဲဖို့ရေစစ်မျိုးမဟုတ်ဘူးသူကဒီရေစစ်ထက်ပိုပြီးတော့အပေါက်ကျဲတဲ့အလွန်ကျန်းတဲ့ရေစစ်ပေါ့သူဘာလို့ဆိုဆက်ပြရေစစ်လို့ခေါ်တယ်အဲ့ဒါလည်းပဲမြို့ဝလူတွေနားလည်အောင်နည်းနည်းပြောပြမယ်ဆက်ပြရေစစ်ဆိုတာဘုန်းတို့ကလေးတုန်းကပကံတွေပါတွေပုတ်ဖို့ဆိုလို့ရှိရင်သူကစားတတ်များတဲ့နေရာမှာပေါက်တယ်ဆက်ပြပေါက်တဲ့မြေလို့ခေါ်တာစိုက်လို့ပြိုးလို့အလွန်ခက်တဲ့နေရာတွေပေါ့ဟုတ်လားဖွေးဥနေတာအဲ့ဒါသူကဘယ်လိုပြောအောင်တော့ထုံလေးလို့ဗါလို့မွားပြီးတော့အဲ့ဒါလေးကခဏခဏသူအပြောင်းလဲရှိတယ်ဒါဘုန်းတို့ငယ်ငယ်ကဆက်ပြတော့ပြီးတော့ကျုံးရတာပကံပုတ်ဖို့လို့ဆိုပြီးတော့လေအဲ့ဒီဆက်ပြကိုရေစိမ်ထားရတဲ့ချိန်နဲ့အဝတ်တွေပါတွေရှော်လို့လည်းရတယ်အဲ့ဒီဆက်ပြကိုရေစိမ်ပြီးတော့စစ်ချတဲ့အခါမှာရေကြီးကြီးလေးကြံအောင်အမိုက်တွေပါတွေကြံနေအောင်စစ်တဲ့ရေစစ်အကြံအဲ့ဒီဆက်ပြရေတွေကြံကြီးတွေ့တယ်ဆိုအဆက်ပြရေတွေကြံကြီးကိုလည်းလွှန့်ပလိုက်ကလော်ပစ်လိုက်မင်းဆက်ပြီးတော့တူအဲ့ဒါဆက်တူတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့လိတ်တကောင်တွေ့တယ်တဲ့ဟုတ်လားလိတ်တကောင်တွေ့တယ်လိတ်ဆိုတာကသူကရုပ်တရက်ကြည့်လိုက်ရင်1500ရှိတယ်ကျယ်လေးကိုကြည့်ရတယ်လို့ပဲဟုတ်လားလက်နဲ့ချောင်းခြေနဲ့ချောင်းခေါင်းဟုတ်လားသူ့ရဲ့ဘဝအုပ်ထားတဲ့ဟာလေးကလည်း1500သဘောမျိုးလေးလို့ရှိတယ်ဒါလိတ်တကောင်တွေ့တယ်ဆိုတော့အဲ့ဒီလိတ်ကိုလည်းပဲကလော်ထုတ်ပလိုက်လွှန့်ပလိုက်ဆိုပြီးတော့ခိုင်းနေတဲ့ဆက်ပြီးတော့တူးကွာဆိုတော့ဆက်တူးတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့စင်းဒီတုံးတရုံနဲ့တာလီဓာလေးတစ်ချောင်းတွေ့တယ်တဲ့နော်တာလီဓာလေးနဲ့စင်းဒီတုံးလေးတွေ့တယ်ဆရာဒီလိုပဲတွေ့နေတယ်ဆိုရင်အဲ့ဒါလည်းစိတ်ဝင်စားမနေနဲ့လွှန့်တာပလိုက်ကလော်တာထုတ်လိုက်အဲ့ဒါမင်းဆက်တူးဆိုတော့ဆက်တူးတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့အမဲသားတုံးတရုံတွေ့တယ်တဲ့သားစိန်တုံးလေးတရုံဟုတ်လားဘာမှမကောင်းဘူး9မျိုးတွေ့ရနော်တကားမင်းတုပ်ကြီးတွေ့တယ်ပြီးတော့ဗါတော့ဖားပွားတကောင်တွေ့တယ်လမ်းနှစ်ခွတွေ့တယ်ဆက်ပြရေစစ်တွေ့တယ်လိတ်တကောင်တွေ့တယ်သားလေးသားနဲ့စင်းဒီတုံးတွေ့တယ်အခုအမဲသားတစ်ကလေးတစ်ခုတွေ့တယ်တဲ့ဘယ်နှခုတွေ့တာ9ခုတွေ့ရနော်အဲ့ဒါဆက်တူကွာဆိုတော့ဆက်တူးတဲ့အခါကျတော့ဘာတွေ့အောင်ဆိုတော့နဂါးတကောင်ခွေးနေတာကိုတွေ့တယ်တဲ့ဆရာနဂါးတွေ့တယ်ဆိုဟာအဲ့ဒီနဂါးကိုတော့မင်းမထိပါနဲ့နော်နဂါးကိုတော့သွားပြီးတော့မထိပါနဲ့အဲ့ဒီနဂါးတကူရှိတယ်အဲ့ဒါသူ့ရဲ့လေးညာအရက်ကတောင်မင်းမနေနဲ့လေးအောက်ကနေနေပြီးတော့သူ့ကိုပူဇော်လို့ရှိရင်နဂါးရှိတဲ့နေရာမှာယရနာရှိတယ်အဲ့ဒါဆွေ80မျိုး80စားလို့မကုန်ဘူးဒါကြောင့်နဂါးကိုမင်းပူဇော်လေလို့ပြောတယ်တဲ့ဒါဘယ်သူကပြောနေတာတော့ဗြဟ္မာကြီးကပြောနေဟုတ်လားဗြဟ္မာကြီးကပြောနေတာနော်အလွန်ထူးဆန်းတဲ့တောင်ပေါ်ကြီးနေမှာမီတောင်ညမှာအခိုလွတ်တာကိုဆရာကတပည့်ကိုလက်နဲ့အပ်ပြီးတော့တူးခိုင်းတဲ့အခါမှာနော်
မကောင်းတဲ့အရာ9ခုတွေ့တယ်တွေ့ပြီးတဲ့နောက်ပါတွေ့တော့ငကားကိုတွေ့တယ်အားလုံးစုလိုက်လို့ရှိရင်သူကပြဿနာက15ခုဖြည့်ရှင်းရမယ်ဟုတ်လားတောင်းဖို့ဆိုတာဘာတော့နေ့မှာနော်မီးလောင်တယ်မီးတောက်တယ်ဆိုတာဘာတော့ညမှာအခုလွတ်တယ်ဆိုတာဘာတော့ဆရာကဘယ်သူတော့တပည့်ကဘယ်သူတော့နော်တူးတဲ့လက်နက်ကဘာကိုပြောတာတော့တူးတယ်ဆိုတာဘာကိုပြောတာတော့9မျိုးမကောင်းတဲ့9မျိုးနဲ့နောက်ဆုံးငကားနဲ့ပေါင်းလိုက်တော့10မျိုး10မျိုးနဲ့ခု9မျိုးနဲ့ပေါင်းတော့15မျိုးဒါဘုံဘုံကယောဂီတို့ရဲ့နားထဲမှာစိတ်ထဲမှာမှတ်သားရလွယ်အောင်အနှစ်ချုပ်ပြီးတော့ပြောပြတာဟုတ်လားအဲ့ဒါလိုမြမကြီးကမေးပြောတယ်ဒါပဟေလိဆန်ဆန်ပု္ပ္ပာလို့လဲဆိုနိုင်တယ်ပဟေလိလို့လဲဆိုနိုင်တယ်ပေါ့အဲ့ဒါရှင်ကုမာရကတ္တဗဒီမေကွန်းတွေဘာသိတော့ဘာမှမသိဘူးဘာပြောလဲဘာဆိုလို့လဲဘာမှမသိဘူးဟုတ်လားတကယ်တမ်းကသုဒ္ဓဘာသာမြမကြီးကအနာဂံပုဂ္ဂိုလ်ကြီးပဲနော်ကတ္တဗမြတ်စွာဘုရားလက်ထက်ကစာရပေးတဲ့အကျင့်ကောင်းခဲ့တဲ့ပုဂ္ဂိုလ်ကြီးသာသနာရဲ့အစုံအမတွေနဲ့မြတ်စွာဘုရားရဲ့အစုံအမတွေနဲ့အလွန်တရာမှယဉ်ဒီကျွမ်းဝင်လိမ္မာကျွမ်းကျင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူ့စိတ်ကူးထဲမှာနော်ဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုသိအောင်ကြည်နေတဲ့ဒီရှင်ကုမာရကတ္တဗရဲ့လုပ်ငန်းစဉ်ကိုတိုးတက်ဖို့အတွက်ဒီပဟေလိတွေကသူ့ရဲ့ဉာဏ်နဲ့ဘာလို့လာတော့စီစဉ်လာတာဟုတ်လားအဲ့တော့ဒီမှာပုထုဇဉ်မျှတာဖြစ်သေးတယ်ရှင်ကုမာရကတ္တဗဒါကိုမသိနိုင်ဘူးအဲ့တော့ तू မသိတဲ့အခါကျတော့ तू ဘုဇုတိသွားမှာဆိုတော့သူ့ရဲ့ဆရာမြတ်စွာဘုရားကြီးသွားမှာပေါ့နော်အဲ့တော့နောက်နေ့ကျတော့ तू မြတ်စွာဘုရားကြီးရောက်လာပြီးတော့တစ်ခုချင်းမေးတယ်နော်ဘယ်နှခုမေးမလို့15ခုပေါ့နော်အဲ့ဒါကိုဘုန်းတို့မင်းကုန်းစတော်ဘုရားကြီးကလင်္ကာဆောင်ပုဒ်ကလေးစီထားတယ်နော်သာသနာမှာအလွန်ထင်ရှားတဲ့မှတ်သားပွဲကောင်းတဲ့သုတ်တန်ကြီးတွေကိုနော်အလွန်ပြောင်မြောက်တဲ့တာယာနာပြောပွဲအတန်လဲထွက်တဲ့အဓိပ္ပာယ်လဲကြုံငုံမှီးတဲ့လင်္ကာဆောင်ပုဒ်တွေစီတဲ့နေရာမှာစတော်ဘုရားကြီးကအလွန်ကျွမ်းကျင်တယ်လို့ပြောရမယ်ပေါ့နော်ဥပမာဘုန်းတို့အတိဝုသောမသုတ်တန်ဆိုရင်ငယ်ငယ်တုန်းကစွဲခဲ့ရတယ်ပေါ့ခဏခဏဖွင့်တေးသေးချာချာမကြက်ဖဲနဲ့နားထောင်ရင်းနဲ့ကိုပဲရသွားတယ်အဲ့ဒီတော့ကတော့တိတ်ကိုခစ်ပေါ့နော်ကံမင်းတရားလူခိုးသားကိုဆိုတော့ရအဲ့လိုရွတ်တယ်အတန်လေးနဲ့ဟုတ်လားသူရေးထားတဲ့လင်္ကာကိုသူကသူအတန်လေးနဲ့ရွတ်တယ်ကံမင်းတရားလူခိုးသားကိုသုံးပါးဝဏ္ဏဘဝထောင်၌လေးကောင်ဓာတ်မွေနှင်းအပ်ပေ၏ဖြည်းဖြည်းလေးရွတ်အလွန်ကောင်းတယ်အဲ့ဒီတုတ်တန်လည်းပဲဟိုကျွမ်းကျင်အောင်နားလည်ထားသင့်တယ်ပေါ့နော်ခုဒီတုတ်တန်ကိုလည်းပဲဆိုကြီးကလင်္ကာလေးစီတယ်ဧခန္ဓာကိုတောင်းဖို့ဆိုလို့ညင်ကိုလုံမျိုးကြံဖန်ပြိုးသည်အခိုးလူလူထွက်တော်ဟူ၏သူကလေးလုံးဆက်ကလေးတွေဆိုတဲ့အခါကျတော့တာယာနာပြောပဲဖြစ်အောင်ဆိုမယ်ဆိုရင်ဆိုလို့ရတယ်နော်အဲ့ဒါစတော်ကြီးရဲ့လင်္ကာလေးကိုပဲအခြေခံပြီးတော့ဘုံဘုံတို့ဆက်လက်ပြီးတော့နားလည်မှုမြင့်မအောင်ကြိုးစားကြည့်ဟုတ်လားပထမဆုံးမေးတယ်နော်ရှင်ကုမာရကတ္တဗမြတ်စွာဘုရားကိုမြတ်စွာဘုရားတောင်းဖို့ဆိုတာဘာကိုပြောတာတော့နော်တောင်းဖို့ဆိုတာဘယ်ရာကိုပြောတာတော့ဆိုတော့မြတ်စွာဘုရားတောင်းဖို့ဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာတဲ့နော်ဒီမေခွန်းရဲ့အဖြေကိုအရင်ကျွမ်းကျင်ဖို့လိုမယ်လို့ထင်တယ်ဒါကဒီသုတ်တန်ရဲ့အခရာကြဆုံးအဓိကကြဆုံးအပိုင်းလို့ဘုံဘုံပြောခြင်းတယ်ဟုတ်လားတောင်းဖို့ဆိုတာဘာလဲတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာတဲ့အဲ့ဒါဒီခန္ဓာကိုယ်ကြီးကိုပြောတာလို့ပြောတဲ့နေရာမှာမြတ်စွာဘုရားဒီခန္ဓာကိုယ်ကြီးကိုဘယ်လိုပုံဖော်ပြသလဲအဲ့ဒါလေးကိုဘုံဘုံစိတ်ဝင်စားတယ်နော်ဒီခန္ဓာကိုယ်ကြီးကိုမြတ်စွာဘုရားစာတုမဟာဗုဒ္ဓိကတ္တကာယတ္တတဲ့နော်၄ပါးသောမဟာဗုဒ္ဓကြီးတို့ဖြင့်ဖွဲ့စည်းထားသောလို့ပထမဆုံးပြောတယ်ဟုတ်လား၄ပါးသောမဟာဗုဒ္ဓကြီးတို့ဖြင့်ဖွဲ့စည်းထားသောမဟာဗုဒ္ဓကြီး၄ပါးပါတော့ပထဝီအာဘောတေဇောဝါယောဟုတ်ပြီနော်အဲ့ဒါကိုပြီးတော့ရှင်းပြမယ်နော်၄ပါးသောမဟာဗုဒ္ဓကြီးတို့ဖြင့်ဖွဲ့စည်းထားသောတဲ့မာတာပိဋိကတံဘဝတ္တအမေအဖေရဲ့သွေးသားကိုအမိပြု၍စဖြစ်လာတော့တဲ့ဟောတရားဓမ္မတို့ဘုန်းဘုန်းတို့ခန္ဓာကိုယ်ရဲ့အစကိုအဲ့ဒီအစပြောတာနော်မာတာပိဋိကတံဘောတအမေအဖေရဲ့သွေးသားကိုအမိပြုပြီးတော့ဖြစ်လာတယ်အဲ့ဒီကနေအမေဝမ်းထွက်လာပြီနော်အမေဝမ်းထဲမှာတော့အမေရဲ့နှုတ်ရည်ကိုချက်ကျိုးကနေတစ်ဆင့်ယူပြီးတော့ကြီးထွားလာတယ်ဗောနော်အမေဝမ်းထွက်လာပြီဆိုတော့ဘာတော့ဩဒနကုံမာသူပစေယတ္တထမင်းတို့မုံတို့အစရှိတဲ့အစာအာဟာရကြောင့်တဖြည်းဖြည်းနဲ့ကြီးထွားလာတော့တဲ့စနစ်ကြနော်မြတ်စွာဘုရားဟောတာဘလို့သဘောရှိတဲ့ခန္ဓာကိုယ်ကြီးတော့အနိစ္စုစာရဏပရိမတ္တနဗေဒနာဝိဒန္တနာဓမ္မတခန္ဓာကိုယ်ကြီးရဲ့သဘာဝကိုအစအနေအဆုံးထိရအောင်ခြုံပြီးတော့ပြောလိုက်တယ်နော်
အနေဆုပ်သာရဏပရိမတ္တနာဗေဒနာဝိဒန္တနာဓမ္မတအနေဆာဥစ္စာရဏအနေဆာဆိုတာဘာမှမမြဲတဲ့ဒီခန္ဓာကိုယ်ကဒီပုံစံတိုင်းအမြဲတမ်းဘယ်တော့မှရှိနေတာမဟုတ်ဘူးနော်အနေဆာတစ်လုံးနဲ့အရင်ပြောတယ်ပြီးတော့မှဥစ္စာရဏဆိုတာနော်မွေးရစပြီးတော့အမြဲတမ်းသူ့ကိုတစ်မျိုးမျိုးလိမ့်ကြံပေးနေရတယ်ကောင်းဆိုရင်လည်းအုံစီလေးတွေလိမ့်ပေါ့နော်ဘိုင်းနာပြူနေနှမ်းစီလေးတွေလိမ့်တန်ရှင်းအောင်လိမ့်အမျိုးသမီးတွေဆိုရင်ဘာတော့လှအောင်လိမ့်အမျိုးမျိုးလိမ့်နေရတယ်ခန္ဓာကိုယ်လိမ့်ကြံနေရတယ်နော်လိမ့်ကြံနေတာကိုဥစ္စာရဏနော်လိမ့်ကြံနေတယ်ပရိမတ္တနာတဲ့အမြဲတမ်းနှိမ့်နယ်ပုတ်တက်ပေးရတယ်အဲ့ဒီလိုမလုပ်ရင်လည်းအဆင်မပြေဘူးနော်ပရိမတ္တနာနှိမ့်နယ်ပေးရတယ်အဲ့ဒါလိုလိမ့်ကြံနှိမ့်နယ်ပေးနေတဲ့ကြားတွေကပဲဗေဒနာတဲ့ခုပဲဖြစ်တယ်ခုပဲမရှိတော့ခုပဲဖြစ်တယ်ခုပဲမရှိတော့တခဏတိုင်းဖြစ်ပြီးတခဏတိုင်းပြောင်းနေတာကိုဗေဒနာလို့ပြောတာပျက်စီးခြင်းပေါ့ဝိဒန္တနာဆိုတာလည်းပျက်စီးခြင်းပဲဒါပေမဲ့ပျက်စီးခြင်းနှစ်ခုဟာမတူဘူးဗေဒနာဆိုတဲ့ပျက်စီးခြင်းကဘာလို့ရည်ရွယ်တာလဲဆိုတော့တခဏချင်းဖြစ်ပြီးတခဏချင်းပြတ်သွားတဲ့သဘောကိုပြောတာဝိဒန္တနာဆိုတာကအလုံးကိုစူးစူးဝါးဝါးကြမ်းကြမ်းထန်ထန်ဖောက်ပြန်တာကိုပြောတာဖောက်ပြန်ပျက်စီးတာသေတာကိုရည်ရွယ်တာပေါ့နော်သေပြီဆိုရင်ဘုန်းဘုန်းတို့ခန္ဓာကိုယ်ကြီးကအကြီးအကျယ်ပါတော့ပြောင်းလဲနော်ဒီအချိန်ပြောင်းလဲတာသိပြီးတော့မသိတာအမျိုးမျိုးသောအကြောင်းတွေနဲ့ထောက်ပံ့ထားတဲ့အခါကျတော့ပုံမှန်ဆက်ပြီးတော့လဲပတ်နေတယ်လို့ထင်ရတယ်သေပြီဆိုတဲ့အခါမှာပြောင်းလဲမှုကြီးကနာယီပိုင်းအတွင်းနဲ့ဘာဖြစ်သွားတော့တခါတည်းဖောက်ပြန်တိတာတယ်ထင်ရှားတယ်နော်အဲ့ဒါကိုဝိဒန္တနာဖယိုဖယဲပြိုကွဲပျက်စီးသွားတယ်တဲ့ခန္ဓာကိုယ်ကြီးရဲ့တဘာဝအမေဖေးရဲ့သွေးသားကိုအစာပြုတ်ရဖြစ်ပေါ်လာသောမုံအစာရှိသောထမင်းအစာရှိသောအာဟာရတို့ဖြင့်ကြီးထွားလာသောမတည်မြဲတဲ့သဘောရှိတယ်အမြဲတမ်းလိမ့်ကြံပေးရတဲ့နော်နှိမ့်နေပေးရတဲ့သဘောရှိတယ်တခဏတိုင်းပျက်စီးနေတဲ့ဆိုးဆိုးဝါးဝါဖောက်ပြန်ပြောင်းလဲသွားတတ်တဲ့သဘောရှိတဲ့ဘာလို့ဓာတ်ကြီး၄ပါးဟောဒီဓာတ်ကြီး၄ပါးကိုပြောရနော်ကိုဓာတ်ကြီး၄ပါးကိုရှုတဲ့အခါမှာအလွန်ထင်ရှားရာကနေပြီးတော့နားလည်ဖို့မြတ်စွာဘုရားသင်ပေးတယ်ပထမဆုံးပထဝီဓာတ်ကိုဘယ်လိုသုံးဆိုတော့ကြံထမ်းသောလို့သုံးတယ်ဘုန်းဘုန်းတို့ခန္ဓာကိုယ်ထဲမှာမျက်စိနဲ့တိုင်းမြင်ရလက်နဲ့ကင်တွယ်လို့ရတယ်ကြမ်းထမ်းတယ်ဆိုတာကင်တွယ်လို့ရတယ်ရေဆိုလို့ရှိရင်တော်တော်နူးညံ့သွားပြီလေဆိုလို့ရှိရင်ထိလို့ထိမှန်တော့သိပြီးတော့မသိဘူးဘယ်သူအကြမ်းထမ်းသုံးပထဝီအာဘောတေသောဝါရောထဲမှာဘယ်သူအကြမ်းထမ်းသုံးပထဝီဟာအကြမ်းထမ်းသုံးပဲဒါကြောင့်ခန္ဓာကိုယ်ရှုတဲ့အခါမှာမြင်အောင်ကြည့်တဲ့နေရာမှာနော်ပထဝီဓာတ်ကိုဘယ်လိုကြည့်မလို့ဆိုစံပင်မွေးညင်ခြေသီးလက်သီးသွားအရည်အသားအကျော်အယိုးရိုးရင်းချင်သည်အညုတ်နှလုံးအသက်အမြည်အဖြစ်အဆုပ်ဥမဥဒိန်စာရစ်စာအုံနောက်အဲ့ဒါပထဝီဓာတ်လွန်ခဲ့တဲ့ကုဋ္ဌာတာ20အဲ့ဒါကိုပထဝီလို့နားလည်ထားလိုက်ကျန်တဲ့နော်အာဘောတေဇောဝါယောမပါဘူးလားဆိုတော့ပါတယ်နော်ဒါပေမဲ့လို့ဘယ်သူလွန်ခဲ့နေတာတော့ပထဝီဓာတ်လွန်ခဲ့နေတာဟုတ်လားပြင်မဲ့မှာလည်းမြင်ရတဲ့ကင်တွယ်လို့ရတယ်ရှိတော့အထီးဟာတွေလည်းစပင်လည်းကင်တွယ်လို့ရတယ်သွားလည်းကင်တွယ်လို့ရတယ်ကုဋ္ဌာတာတွေအကုန်ကင်တွယ်လို့ရတယ်ကုဋ္ဌာတာဘယ်နှခုတော့20ဆိုတော့ရေဓာတ်လွန်ခဲ့တဲ့ကုဋ္ဌာတာ12ခုသူကြတော့ဒီကျမ်းတန်းတဲ့ပထဝီလိုကင်တွယ်ဖို့ခက်သွားပြီနော်ဟုတ်တယ်မဟုတ်လားသေးချေတလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်စီကြီးတွေနှက်အစေးခြင်းကဲ12မျိုးအဲ့ဒါဘာတုံးဆိုတော့နော်ယိုစီးမှုအာဘောဓာတ်လွန်ခဲ့တဲ့ကုဋ္ဌာတာ12မျိုးနော်ဓာတ်ကိုကြည့်မယ်ဆိုရင်အဲ့လိုကြည့်ရတယ်ဟုတ်လားငါဆိုတာပုဂ္ဂိုလ်တ attva ဆိုတာယောက်ျားမိန်းမဆိုတာရှာလို့တွေ့တော့မှမဟုတ်တော့ဘူးအကုန်လုံးကဒီ၄ခုရဲ့အပေါင်းစုပေါ့နော်အခဲဓာတ်အဖတ်ဓာတ်ဒါပထဝီကိုရည်ညွှန်းတာပေါ့ပြီးတော့ဘာလို့အရေဓာတ်အာဘောပေါ့နော်ပြီးတော့ပထဝီအာဘောပြီးတော့ဘာလို့တေဇောကို၄မျိုးလောက်မြတ်စွာဘုရားပြောတယ်နော်တန်တာပတေဇောတဲ့တန်တာပတေဇောဆိုတာနော်ဘုံတို့ဖြားတဲ့အခါမှာရုပ်တရက်အပူတွေထားလာတာရှိတယ်ခန္ဓာကိုယ်စမ်းခြင်းပူခြင်း101တို့2တို့3တို့ဟုတ်လားနော်အဲ့ဒါဘာခေါ်တော့တန်တာပတေဇောလို့ခေါ်တယ်တဲ့နောက်ဓာဟတေဇောဆိုတာအမြဲတမ်းပူနေတဲ့သဘောအမြဲတမ်းပူနေတယ်နော်ကိုငွေ့ကိုပြောကျင်သလားလို့ဘုံဘွားတော့စဉ်းစားကြည့်တယ်ပေါ့နော်ဓာဟတေဇောထဝန်းကျင်ပူနေတယ်ဘယ်နှဆန့်ကြည့်လိုက်ပူနေတဲ့သဘောတွေရှိနေတယ်ဟုတ်လားနောက်ပါစကတေဇောတယ်ပါစကတေဇောဆိုတာနော်ဒီအစာအိမ်ထဲမှာဥထဲမှာကိုစားတောက်လိုက်တဲ့အစာအာဟာရကိုကြည်ကျက်သွားစေမဲ့အပူဓာတ်ပေါ့ဝမ်ပိုက်ဟာကျန်တဲ့နေရာတွေလည်းပို့ပြီးတော့ပူနေတယ်ဟုတ်လားပါစကတေဇောတဲ့နောက်ဇီရဏတေဇောတဲ့ဒီဥစ္စာတော့အတော်နူးညံ့တယ်နော်
ဖြည်းဖြည်းနဲ့အိုးသွားအောင်လောင်မြိုက်နေတဲ့တေဇောတဲ့နော်မသိတာဘူးနော် तू ကအဲ့ဒါမွေးတွေကစပြီးတော့ဒီမီးဟာပါတော့လောင်နေတယ်ဟုတ်လားဘယ်ရွယ်လောက်ကြတော့တော်တော်သိတာသွားပြီတော့နော်30လောက်ဆိုရင်လည်း30လောက်အနေထားနဲ့သိတာနေတာပါပဲနော်40လောက်ဆိုရင်လည်း40ရုပ်ကလေးပေါက်နေတယ်နော်အဲ့ဒီလိုနော်အသက်အရွယ်ကြီးလာပြီဆိုတဲ့ရုပ်ကလေးပေါက်သွားအောင်ဘယ်သူကစီမံဖန်တီးတာအဲ့ဒီမီးလောင်လို့အဲ့လိုဖြစ်သွားတာအဲ့ဒါ80 80လောက်ဆိုရင်အကြီးဒီပါတွေတွန့်တော့တော်တော်ရုပ်ပြည့်စင်ပဲဖြစ်သွားပြီနော်90လောက်ဆိုရင်ဟာတော့ကြည့်လို့ကိုမကောင်းတော့အဲ့ဒီချိန်ကတော့တရားရှိရင်ရှိတရားမရှိရင်တော့ကြည့်ရတော့ခက်သွားပြီနော်တရားရှိလို့ရှိရင်တော့ဘယ်နာလေးကတရားလှအောင်လုပ်နေလဲတော့မသိဘူးငြိမ်တာလေးကကြည့်ကောင်းသလားမသိပါဘူးနော်ကြည်လင်ရုပ်စင်းသီးခံခြင်းကြိုးရင်းနှစ်တန်တတိပဋ္ဌာန်ဟုတ်လားတတိအားကောင်းလို့ရှိရင်ရုပ်ရည်ဟာအိုနေပြီမလို့လို့ဖြစ်တော့အိုတဲ့အတိုင်းလေးကြည့်လို့ကောင်းတယ်ကြက်ပေရှိတယ်ဒီသဘောလေးကိုပြောတာနော်ဝိသခအကြောင်းမှကြီးကထိုင်နေတယ်ဆိုရင်လူတွေကထမှဆိုတယ်ထိုင်နေတာလေးကကြည့်ကောင်းလို့နော်သွားနေတယ်ဆိုရင်ရက်မှဆိုတယ်သွားနေတဲ့ပုံလေးကကြည့်ကောင်းလို့တယ်စာထဲမှာအဲ့လိုရေးထားဘာလို့ဝိသခအဲ့လိုလှတာဆိုတော့တတိပဋ္ဌာန်တရားနဲ့နေလို့တဲ့ဟုတ်လားပတ်စံမကုံနဲ့လှအလှပြင်နီးလို့ဆိုနိုင်တာပေါ့နော်လူရောက်တော့စကားတွေကဇီရဏတေဆိုအမြဲတမ်းအိုအောင်လောင်းနေတာတခါလေးမှအရှိန်လျော့တယ်ဆိုတာမရှိဘူးနော်အမြဲတမ်းလောင်းနေတာအဲ့ဒီမီးမြင်ရဘူးတော့မျက်စိနဲ့ဟုတ်လားတငွေ့ငွေ့လောင်းနေတယ်အငွေ့သဘောတနည်းအားဖြင့်စွမ်းအင်သဘောလို့လည်းဆိုနိုင်တယ်လောင်ကျွမ်းနေဟုတ်လားဒါပါတော့တေဇောဓာတ်မီးဓာတ်ဒါဘုံဘုံတို့ခန္ဓာကိုယ်မှာနော်တိဆောက်ထားတဲ့အစုဝေးကြီး၄ခုတည်းကတကူပေါ့နော်နောက်တစ်ခုကပါတော့လေဓာတ်နော်တွန်းကန်လှုပ်ရှားတဲ့သဘောလို့ဒီလိုလေးပါလာပြန်တယ်ထောက်ကန်ထားတဲ့သဘောဘုံတို့ဒီဗဖိုးကြီးတွေနော်စက်ပစ္စည်းတွေအလုပ်လုပ်တဲ့နေရာမှာနော်လေဓာတ်ရဲ့သဘောကအရင်အံ့ဩစရာကောင်းတယ်နည်းနည်းလေးမှလျှော်မပြေဘူးတော့ तू ကအမလေးမာကြောလိုက်တာပေါ့နော်လေကဟုတ်လားနော်လေရဲ့သဘောအဲ့ဒီလေကိုကြတော့မြတ်စွာဘုရား6မျိုးဟောထားတယ်နော်ခန္ဓာကိုယ်ကြီးကို42မျိုးပိုင်းခြားပြီးတော့ကြည်နေတာခုဟာဟုတ်လား32ခုထာတာကိုရပြီးသားနော်32ခုထာတာကိုမီး4မျိုး6မျိုး10မျိုးထပ်ပေါင်းလိုက်တဲ့ခါကျတော့42မျိုးဖြစ်မယ်အဲ့ဒါကိုကျွမ်းကျင်အောင်လုပ်ရမယ်ဟုတ်လားအဲ့တော့လေဓာတ်ကိုဘယ်လိုနားလဲရမဆိုဥဒ္ဒေင်္ဂမအပေါ်တက်လေကိုကဲ့နဲ့တက်လာတယ်ရှိတယ်နောက်အောက်ကိုစုံဆင်းတဲ့လေရှိတယ်တဲ့ကုဋ္ဌိတယဆိုတာဝမ်းပိုက်ထဲမှာနော်ကုဋ္ဌာတတစ်ခုနဲ့တစ်ခုကြားထဲမှာလေရှိမယ်ဟုတ်တယ်တခါတည်းဒီရင်ပတ်ထဲဟိုဟာထိုးဒီဟာထိုးဟိုဟာအောင်တရားတော့အကျော်လျှောက်လေနာဆိုတာရှိတယ်ဟုတ်လားနှိပ်လိုက်လို့ရှိရင်အဲ့ဒါလေထွက်လာတာတွေလေအန်တက်လာတာတွေဘာတွေရှိတယ်ချို့အဲ့ဒီယောဂရှိတယ်နော်ကုဋ္ဌိတယလေတဲ့နောက်ကုဋ္ဌာတယလေဆိုတာကဥထဲမှာရှိတဲ့လေနော်ဘုန်းတို့လေနာယောဂဘာညာရှိတယ်ဆိုရင်အဲ့ဒီလေကသိတာတယ်နောက်အင်္ဂါမင်္ဂနုတာတွေလေတဲ့အင်္ဂါကြီးငယ်အစဉ်လျှောက်တဲ့လေဘုန်းတို့လှုပ်ရှားလို့ပြုလို့ရတယ်ဆိုတာဒါလေဓာတ်နဲ့သွားတာပေါ့နော်လေရဲ့တွန်းအားနဲ့သွားတာစိတ်တစဝါရောခေါ်တာပေါ့နောက်အတ္တတာပတ္တတာတဲ့ဝင်လေထွက်လေလေဘယ်နှမျိုးတော့6မျိုးပြန်ပြောမယ်နော်ဥဒ္ဒေင်္ဂမအထက်ဆန်တဲ့လေအဒေါကမအောက်ကိုစုံဆင်းတဲ့လေကုဋ္ဌိတယနော်ဝမ်းပိုက်ထဲမှာရှိနေတဲ့လေကုဋ္ဌာတယဥထဲမှာရှိနေတဲ့လေအင်္ဂမင်္ဂနုတာတွေအင်္ဂအစိတ်အပိုင်းတွေမှာရှိနေတဲ့လေပြီးတော့ပါတော့အတ္တတာပတ္တတာဝင်လေထွက်လေဟုတ်လားအဲ့တော့ဘုန်းတို့ခန္ဓာကိုယ်ကြီးကိုလေးစိတ်လေးမှာကွဲအောင်ခွဲလိုက်စမ်းပါဆရာကသူ့တပည့်ကိုတောင်ပူကြီးကိုလေးစိတ်လေးမှာကွဲအောင်ခွဲလိုက်စမ်းပါဆိုတာအဲ့ဒါမင်းကုန်းဆိုကြီးကဒီအဓိပ္ပာယ်လေးကိုပြောတာနော်ပုဂ္ဂိုလ်တ attva ဆိုတဲ့အထင်မှားမှုအမှားတောင်တူကြီးကိုကွဲသွားပြိုသွားဟုတ်လားဘာနဲ့ခွဲကြည့်ရင်တော့ဓာတ်ကြီးလေးပါအနေထားကိုနားလည်မှုနဲ့ခွဲရမှာပေါ့နော်ဟုတ်လားအဲ့ဒါတောင်ဖို့ကိုအရင်အဓိပ္ပာယ်ဖွင့်နေတာနော်ပြီးမှခွဲတာဘာနဲ့ခွဲမလို့နော်ဘလို့ဆက်ပြီးတော့ရှုမလို့ဆိုတာကိုဆက်ပြီးတော့ဘုန်းတို့ပြောရမယ်ဟုတ်လားအဲ့တော့တောင်ဖို့ဆိုတာဘာတုံးလို့မင်းတောင်ဖို့ဆိုတာဒါပဲဓာတ်ကြီးလေးပါရဲ့အရှုဝေမိဘတို့ရဲ့အသွေးသားကိုအမိပြု၍အစာပြု၍ဖြစ်ပေါ်လာသောအစာအာဟာရကိုအမိပြု၍ကြီးထွားလာသောမတည်မြဲသောစုပ်နယ်ပေးရသောလိမ့်ကြံပေးရသောတခဏချင်းဖြစ်တခဏချင်းပြတ်တဲ့သဘောရှိသောနောက်ဆုံးကြံ့ကြံ့ထန်ထန်ဖောက်ပြန်ပျက်စီးတတ်သောသဘောရှိသောမဟာဗုဒ္ဓကြီးလေးပါရဲ့နာမည်တဲ့တောင်ဖို့ဆိုတာအဲ့တော့တောင်ဖို့နဲ့တူပုံကိုတဲ့အထက်ကရာထဲမှာ၄မျိုးဖွင့်ပြထားတယ်အဲ့ဒါကိုဆရာတော်ကြီးကတစ်မျိုးရှင်းပြထားတယ်နော်ဘယ်လိုရှင်းပြထားတယ်ဆိုတော့နော်ပဂရိတောင်ဖို့ထဲမှာဘုန်းတို့နော်အမျိုးမျိုးသောပိုးကောင်လေးတွေအမိပြုတ်ပြီးတော့နေကြတာရှိတယ်ဟုတ်လားတောင်ဖို့တကယ်ကြီးပြီဆိုရင်ဖွတ်တွေပါတွေလည်းရှိတာပေါ့နော်
နေတော့ချတွေပါတွေရှိမယ်အခက်သိမ့်လို့အခက်မသိရင်မွေတွေပါတွေဝင်းခွေနေတာလည်းရှိတယ်ကိချင်များတွေပါတွေလည်းရှိတတ်တယ်ပေါ့နော်အဆင်ပြေလို့ဝင်ပြီးတော့နေကြတာတောင်ဖို့ဆိုတာဟုတ်လားအဲ့လိုပဲဒီဘုန်းဘုန်းတို့ရဲ့ခန္ဓာကိုယ်ကြီးထဲမှာလည်းပဲအမျိုးမျိုးသောပိုးတွေဟာနော်အမိပြုတ်ပြီးတော့နေကြတယ်တဲ့ပိုးမျိုးဘယ်လောက်ရှိတယ်လို့ကြားဖို့တော့ပိုးမျိုး80တဲ့ဒါကတော့စားတဲ့ပေထဲမှာရေးထားတာကိုဗုဒ္ဓဘာသာဝင်တွေဆိုတဲ့အခါကျတော့ဒီဥစ္စာကအမှတ်အသားများထားတာပေါ့နော်ပိုးမျိုး80ဒါအမျိုးမြည်ကိုပြောတာအရေးအတွက်ဆိုတာတော့ပြောလို့မရဘူးတဲ့သွေးကိုအမိပြုတ်ပြီးတော့ဖြစ်တဲ့ပိုးဟုတ်လားအယိုးကိုအမိပြုတ်ပြီးတော့ဖြစ်တဲ့ပိုးအကြောကိုအမိပြုတ်ပြီးတော့ဖြစ်တဲ့ပိုးတွေများစွာဒီထဲမှာရှိတယ်ပေါ့နော်ခုနကတော့ပဂရိတောင်ပိုးထဲမှာပိုးတွေဟာနော်ဒီထဲမှာပဲစားတော့ပြီးတော့နေတယ်ဒီထဲမှာပဲကျင်းကြီးကျင်းငယ်ဆွန့်ပြီးတော့နေတယ်နော်ဒီထဲမှာပဲနော်သူတို့ရဲ့နော်သားသမီးလေးတွေမွေးဖွားပြီးတော့နေတာရှိတယ်တချို့အကောင်လေးတွေဒီထဲတင်ပဲသေသွားတာရှိတယ်သူတို့ရဲ့ရုပ်ကျွင်းလေးတွေဟာအဲ့ဒီတောင်ပိုးထဲမှာရှိနေတယ်ပေါ့အဲ့ဒါလိုပဲဘုန်းတို့ခန္ဓာကိုယ်ကြီးဒီဟူသောတောင်ပိုးထဲမှာလည်းပဲပိုးကောင်လေးတွေဟာဒီထဲတင်မွေးကြတယ်ဒီထဲတင်သေကြတယ်ဒါကြောင့်ပိုးကောင်လေးတွေရဲ့နော်သားဖွားယုံကြီးဆိုလဲဟုတ်တယ်ပေါ့ပိုးကောင်လေးတွေမြုပ်နှံရတင်းချိုင်းဆိုလဲဟုတ်တယ်ပေါ့ပိုးကောင်လေးတွေဒီထဲမှာပဲစားတော့နေတယ်ပိုးကောင်လေးတွေရဲ့မီးဖိုကြောင်ဆိုလဲဟုတ်တယ်ပေါ့ပိုးကောင်လေးတွေနာမကျန်းဖြစ်နေတယ်ပိုးကောင်လေးတွေရဲ့ဆေးရုံဆိုလဲဟုတ်တယ်အဲ့ဒါလိုလေးသူကအသေးစိတ်ဖွင့်ပြထားတာပါနော်အဲ့တော့ခန္ဓာကိုယ်ကြီးဟာတောင်ဖို့နဲ့တူပုံကိုအဲ့ဒါလိုလေးဘုန်းတို့ကနားလေရမယ်ပေါ့ဟုတ်လားအဲ့တော့တောင်ဖို့ဆိုတာဘာတော့ဆိုဒီခန္ဓာကိုယ်ပြောတာအဲ့ဒါကိုဆိုကြီးကဤခန္ဓာကိုယ်တောင်ဖို့ဆိုလို့ဒီလိုလေးစရင်နောက်ကာယံကြိုက်အောင်ဘလို့ဆက်မျိုးညင်းကိုလုံမျိုးကြံစီပြိုးသည်အခိုးလိုထွက်တော်ဟု၏ရှင်ဗျာဒီတောင်ပေါ်ကြီးကညမှာမိခိုးတူထွက်တယ်ဆိုတာဘာကိုပြောတာတော့မိခိုးတူထွက်တယ်ဆိုတာနော်တွေးနေတာကြမ်းနေတာကိုပြောတာတဲ့အတွေးအကြံကိုမိခိုးငွေလေးနဲ့ဥမာပေးတာတော့တော်တော်သဘာဝကျတယ်လို့ပြောရမှာနော်တခါလေဘုန်းဘုန်းတို့လည်းပဲနော်တောင်စင်ကြီးမရတွေးနေကြမ်းနေတာတွေမရှိဘူးလားရှိရနော်မဖြစ်သေးတာနော်ဖြစ်ပြီးသားဖြစ်ချင်တာမဖြစ်ချင်တာဒါတွေကိုဘုန်းဘုန်းတို့ခြေခံပြီးတော့တွေးနေကြတာကြံနေကြတာအများစုအတွေးကြံတွေဟာဘလို့တွေးတွေပဲများတော့နော်လိုချင်မှုနဲ့တွေးတဲ့အတွေးမကျေနပ်မှုနဲ့တွေးတဲ့အတွေးဘုရားဝါဒဘာမှမသိပဲနဲ့ဘာတွေးလို့တွေးနေမှမသိတဲ့အတွေးဟုတ်လားအဲ့လိုတွေးတွေကပိုများမယ်နော်ကိုယ့်ကိုဘာတွေးလို့တွေးနေမှမသိပါဘူးတကယ်တမ်းကအရက်အနာမရှိတွေးနေတာကိုဘာတွေတွေးခဲ့တယ်လို့သိတာများလားမသိတာများလားမသိတာများပါလေဟုတ်တယ်မဟုတ်လားနော်လောဘဒေါသအတွေးရရံဖန်ရံခါမှပဲလို့ထင်တယ်ဘာမှမသိပဲနဲ့တွေးနေတာတွေအဓိပ္ပာယ်မရှိရှောက်ပြီးတော့တွေးနေတာတွေနော်ကြားလိုက်တဲ့အခါကျတော့ကြားလိုက်တဲ့ပဲစိတ်ရောက်သွားတာခုနမိုးချင်းတန်ကြားတော့လဲမိုးချင်းတန်နဲ့ပတ်သက်တဲ့အတွေးတော့တွေးမှာပဲဘာလို့တော့မမိတော့သိလိုက်လားမသိလိုက်ဘူးအဲ့လိုနော်အဲ့လိုတွေးနေတာကိုအဲ့ဒါဘာလို့တာတော့မိကိုထွက်တယ်လို့အဲ့ဒါလိုမျိုးပြောနေတာတဲ့နော်ညင်းကိုလုံမျိုးကြံစီပြိုးသည်အခိုးလိုထွက်တော်ဟူ၏နေမူကိုနှုတ်ထိုလုံ၌အာထုတ်ခြင်းဆောင်မိတောင်းလောင်၏နောက်တောင်မူကြီးနေမှာမီးလောင်နေတယ်ဆိုတာဘာကိုပြောတာတော့ဗျာဆိုဒီအတွေးတွေကိုဘုံဘုံတို့အကောင်ထဲပေါ်မယ်ပေါ့နော်ပြောကြတယ်ဆိုကြတယ်လုပ်ကြတယ်ကိုင်ကြတယ်ဆိုတာနော်ဘလို့ပြောမှာတော့ဘလို့လုပ်မှာတော့ဆိုတာဘာကိုအခြေခံပြီးတော့ပြောကြတာလုပ်ကြတာလို့ထင်တော့နော်ကိုတွေးတာကိုစီမံကိန်းချတာစိတ်ကူးအရင်ကူးထားတာစိတ်ကူးပြီးတော့မှနော်ဘာပြောမယ်ဘယ်သူကိုဘလို့ပြောမယ်နော်ကြုံမှကြာမှပြောတာတော့ကြိုတင်ပြီးတော့စိတ်ကူးမနေဘူးပေါ့နော်ဟုတ်လားတကယ်အလုပ်တစ်ခုအနေနဲ့ဘုန်းတို့လုပ်မယ်ပြောမယ်ဆိုရင်တော့ဘယ်ဟာရင်စမလို့စိတ်ကူးကရင်စမယ်ပေါ့နော်အဲ့ဒါလို့လုပ်ကြပြီးပြောရပြီဆိုရင်လည်းများသောအားဖြင့်ပုထုဇဉ်တတ္တဝါတွေဟာနော်လောဘနဲ့လုပ်ကြတာဒေါသနဲ့လုပ်ကြတာများတယ်လောဘနဲ့ပြောကြတာဒေါသနဲ့ပြောကြတာများတယ်အဲ့ဒါလို့အကောင့်ထဲပေါ်ပြီးတော့ပြောလာပြီးလှုပ်လာပြီးဆိုတာကိုဘယ်လိုတင်စားတာတော့မီးလောင်နေတယ်လို့တင်စားတာနော်အဲ့တော့ခန္ဓာကိုယ်ကြီးကမီးလောင်အိမ်ကြီးဆိုတဲ့ဥစ္စာကိုစောတော်တော်ကနော်တေဇောရဲ့အကြောင်းကိုသိပြီးတော့တကယ်ကိုလောင်းနေတာအဲ့ဒီဥစ္စာရုပ်ပိုင်းဆိုင်ရာမှာဟုတ်လားစိတ်ပိုင်းဆိုင်ရာမှာမီးလောင်တာဘယ်လိုလောင်းနေတာတော့အခုပြောတဲ့နော်နေ့မှာမီးလောင်ဆိုတာအဲ့ဒါစိတ်ပိုင်းဆိုင်ရာကိုအဓိကရည်ရွယ်တာဘာမီးကိုရည်ရွယ်ခြင်းတယ်လို့ထင်လဲလောဘမီးဒေါသမီးမောဟမီးပေါ့နော်လိုချင်မှုကစိတ်ကိုပူလောင်စေတယ်ဟောမမြင်ရဘဲနဲ့ရှို့တာနော်သူကလည်းဟုတ်လားမကျေနပ်မှုကစိတ်ကိုလောင်ကျွမ်းစေတယ်အမှန်မသိမှုကလည်းစိတ်ကိုလောင်ကျွမ်းစေတာပဲဒါပေမဲ့သူ့ကြတော့သိပြီးတော့မသိဘူးနူးညံ့တယ်နူးညံ့လို့မသိတာလည်းဖြစ်မယ်အမြဲတမ်းအလောင်းခံနေရလို့ကြတော့သိပြီးတော့မထူးတော့လို့ဒူဗေဒမေခံပြီးတော့မသိတော့တာလည်းဖြစ်မယ်ပေါ့နော်သိကြတာကတော့မောဟနဲ့နေရတာမသိမှုနဲ့နေရတာပူလောင်တယ်ဆိုတဲ့ဥစ္စာကိုဘယ်အချိန်မှသိနိုင်လဲဆိုတော့
တိပြီးတော့အေးချမ်းတဲ့အချိန်မှာသိနိုင်တယ်သဘောပေါက်လားမသိဘုံပြောတာတိပြီးတော့အေးချမ်းနေတယ်ဆိုရင်မသိရင်ဆန့်ကျင်ဘက်ဖဲဆိုတာကိုဘုံတို့တွက်လို့ရတယ်ဟုတ်တယ်မို့လားဒါကြောင့်လောဘဒေါသမောဟမိလောင်တာကိုဒီနေရာမှာကာယကံမှုဝစီကံမှုကိုကြည့်ပြီးတော့အော်ဒီလူမီးလောင်နေတယ်ဆိုတာကိုသိနိုင်တယ်လို့ဒါကိုပြောတာဟုတ်လားဤခန္ဓာကိုတောင်ဖို့ဆိုလို့ညင့်ကိုလုံမျိုးကြံစီပြိုးသည်အခုလူလူထွက်သောဟူဤနေမူကိုနှုတ်ထိုလုံ၌အာထုတ်ခြင်းဆောင်မီးတောက်လောင်ဤဘုံကောင်ထိုထမြတ်ဖျားမူပုံနာเสียဟောမိတ်မာဤတဲ့လေးခုမြောက်ပြဿနာနော်ဒီတောင်ဖို့ကြီးကိုတူးလို့ခိုင်းတဲ့ဆရာဆိုတာဘယ်သူကိုပြောတာဆိုတော့မြတ်စွာဘုရားကိုပြောတာတဲ့ဒါတွေအများကြီးဘုန်းဘုန်းတို့ရှင်းပြကြမလို့ပါဘူးဟုတ်လားအဓိကကြတာလေးတွေကိုဘုန်းတို့အများကြီးအကျိုးရှိဖို့ကိုယ်အလုပ်လုပ်နေတဲ့အလုပ်နဲ့အထောက်အကူပြုမဲ့အကြောင်းအရာလေးတွေကိုပဲဦးစားပေးပြီးတော့ပြောတာပါနော်ဟိုဒီအကြောင်းအရာကိုလည်းပြောမယ်ဆိုရင်တော့ပြောလို့တော့ရနေတာပါပဲနော်ဆရာဆိုတာမြတ်စွာဘုရားဒီတောင်ပူကြီးကိုတူးလို့ရှိရင်ငကားဆိုတဲ့တန်ဖိုးဖြတ်လို့မရတဲ့အခြေအနေတရက်ကိုဘုန်းတို့တွေ့နိုင်တယ်ရောက်နိုင်တယ်အဲ့ဒါကိုရောက်မယ်ဆိုတာကိုသိလို့မြတ်စွာဘုရားခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်သိအောင်တူးလို့ခိုင်းတာတူးဆွကြည့်ခိုင်းတာဘာတွေရှိအောင်ဆိုတာနော်ဘုံကောင်ထိုထမြတ်ဘုရားမူပုံနာเสียဟောမိတ်မာဤယောဂဝဆရပုဂ္ဂလမူတိတ်တဉာဏ်ရှိစံတပြည့်တည်းတဲ့တိတ်တဆိုတာပါဠိလိုဗမာလိုတပည့်ကိုပြောတာပါပဲဟုတ်လားသောတော်ကထက်မြက်တဲ့အစွမ်းအစရှိမယ်လို့ထင်တဲ့တပည့်ကိုဆရာကြီးဟာတော့လက်နဲ့အပ်ပြီးတော့မလုပ်ခိုင်းတော့တောင်မူကြီးကိုတူးခိုင်းတယ်အဲ့ဒါတပည့်ဆိုတာယောဂဝဆရနော်ယောဂဝဆရဆိုယောဂီပေါ့ဟုတ်လားနော်စစ်မှန်တဲ့နော်သူတော်ကောင်းတရားကိုတွေ့ပြီးတော့သိပြီးတော့စစ်မှန်တဲ့ချမ်းသာကိုရခြင်းနဲ့စိတ်နဲ့မှန်မှန်ကန်ကန်အထုတ်နေရတဲ့ပုဂ္ဂိုလ်တွေကိုဒါယောဂဝဆရလို့ခေါ်တာဟုတ်လားချမ်းသာခြင်းကြတဲ့နိမန္တမှန်ကြိုးစားနေကြတဲ့ပုဂ္ဂိုလ်တွေကိုဒါတပည့်လို့ပြောတယ်နော်ယောဂဝဆရပုဂ္ဂလမှုတိတ်တဉာဏ်ရှိစံတပြည့်တည်းဝိပဿနာမဲ့ပညာကထက်စွာအသွားတန်လျက်ထားသည်တဲ့နော်ဆရာကတပည့်ကိုလက်နဲ့အပ်ပြီးရော့ဒီတောင်မူကြီးကိုတူလက်နဲ့ဆိုတာဆရာတော်ကြီးကကာယံကြိုက်အောင်လို့သူကတန်လျက်လို့ပြောလိုက်တာအမှန်တော့တရွင်းလို့သူစဟောတာလည်းမအဲ့လိုတရွင်းနဲ့တူးမယ်မဟာကြီးဆိုကြီးကတော့ပေါက်တူးလို့အဲ့လိုလေးပြောတယ်ပေါက်တူးကပိုးတောင်သဘာဝကြာသေးတယ်ဟုတ်လားတူးပြီဆိုမှတော့ပေါက်တူးကြီးနဲ့တူးမှာပေါ့ဒါပေမဲ့တချို့ဟာလေးတွေကြတော့လည်းပဲဓာတ်နဲ့တူးဆွတာလေရှိတာပဲဘာနဲ့ပဲတူးတူးအဓိကကတော့ဘုရားကဘယ်လိုဟောတာတော့တတ္ထဆိုတာလက်နဲ့ပဲလက်နဲ့တစ်ခုခုလက်နဲ့တူးလို့တော့မရဘူးနော်ဓာဖြစ်ခြင်းဖြစ်မယ်ပေါက်ပြားဖြစ်ရင်ဖြစ်မယ်တရွင်းဖြစ်ရင်ဖြစ်မယ်ဘာပဲဖြစ်ဖြစ်ပေါ့ဟုတ်လားအဲ့ဒီလက်နဲ့ဆိုတာဘာကိုပြောတာတုံးဆိုတော့ဝိပဿနာမဲ့ပညာကထက်စွာအသွားတန်လျက်သားတယ်ဟုတ်လားအမှန်ကန်သိတဲ့မြင်တဲ့ယထာဘုဒ္ဓဉာဏ်နော်ဆိုရပါစို့စောတော်တုန်းကနော်ဘုံဘုံတို့ဒီမဟာဘုကြီး၄ပါးကိုမြင်အောင်ကြည့်တယ်ပေါ့နော်မြင်အောင်ကြည့်တယ်သတိလေးထားပြီးတော့မြင်အောင်ကြည့်တယ်မြင်လာပြီဆိုရင်သူဘာလာမလို့ဆိုတော့ပညာလာလိမ့်မယ်ဘယ်လိုပညာလာမှာတော့ဆိုတော့အော်အခုဒါတွေ့ရတယ်နောက်တစ်ခါဒါမဟုတ်တော့ဘူးနောက်တစ်မျိုးပေါ့နော်စောစောကတွေ့ရတဲ့ဒါမရှိတော့ဘူးအဲ့ဒါကိုအချမ်းမြင်လေးကောင်းကောင်းသဘောပေါက်အောင်အရှင်ဘာလုပ်ထားမလို့စိတ်ထဲမှာလိမ္မာကျွမ်းကျင်အောင်စဉ်းစားထားတွေးတောထားနားလည်ထားတကယ်ကြည့်တဲ့အခါမှာအဲ့ဒီဥစ္စာအများကြီးအထောက်ကိုပြုလိမ့်မယ်ပေါ့နော်အနိစ္စကိုမြင်တဲ့သဘောလေးကိုပြောကျင်တာဟုတ်လားအဲ့လိုအနိစ္စကိုမြင်တာကိုဘာလို့ခေါ်တော့ဟုတ်သည့်တိုင်းမှန်သည့်တိုင်းမြင်တဲ့ယထာဘုဒ္ဓဉာဏ်ဒါပညာပဲဒါလက်နဲ့ပဲအဲ့ဒီလက်နဲ့တူးရမှာဒီခန္ဓာကိုယ်ကြီးဟူသောတောင်မူကြီးကိုနော်ဝိပဿနာမဲ့ပညာကထက်စွာသောတန်လျက်သားတွေကြိုးစားလုံးလဝရိယထံဖြင့်အားထုတ်ခြင်းကိုတူးခြင်းခေါ်ရာလက်နဲ့ကိုကင်ထားယုံနဲ့လည်းပဲမရသေးဘူးဟုတ်လားဒါကိုထက်ခါဖြစ်အောင်ကြိုးမအားထုတ်အနိစ္စကိုမြင်တယ်အခုဒီဟာဖြစ်နေတာမရှိတော့ဘူးနောက်ထပ်ပြီးတော့ဖြစ်ပြန်တယ်မရှိတော့မြင်တယ်ဒီမြင်မှုကလေးကိုရက်တက်မသွားအောင်ဘာလို့မလို့အားထုတ်တယ်ကြိုးစားတယ်အဲ့ဒါတူးနေတာတူးတယ်ဆိုတာဝရိယကိုပြောတာတဲ့ဘာနဲ့ပေါင်းပြီးတော့အလုပ်လုပ်နေတာတော့ပညာနဲ့ဝရိယနဲ့ပေါင်းပြီးတော့အလုပ်လုပ်တဲ့သဘောနော်လက်နဲ့တူးတယ်အမှန်သိမှုကိုထက်ခါဖြစ်အောင်ကြိုးစားတယ်ဘယ်သူရှေ့သွားပြုရမှာဆိုတော့တတိရှေ့သွားပြုရမယ်ဟုတ်လားတတိကိုတော့ဒီထဲမှာပြောထားတာမရှိဘူးဟုတ်လားတိုးတော်လည်းပဲဒီဓာတ်နဲ့တူးတယ်ဆိုတာထဲမှာတတိကတော့တေချာပေါက်ပါတယ်ဆိုတာကိုတော့မလုပ်ထားမှာတော့နားလည်ထားရမယ်ဟုတ်လားဝိပဿနာမဲ့ပညာကထက်စွာသောတန်လျက်သားတွေစ조사လုံးလဝရိယထံဖြင့်အာထုတ်ခြင်းကိုတူးခြင်းခေါ်ရဟုတ်ပြီရှေ့ဆက်တွေ့မဲ့အရာလေးတွေကဘ ഹു တုဒ္ဒလေးတွေပဲဟုတ်လားတောင်မူကြီးကိုတူးတဲ့အခါကျတော့ပထမဆုံးပါတွေ့တာတော့တကားမင်းတုတ်ကြီးတွေ့တယ်တဲ့မြတ်စွာဘုရားမင်းတုတ်ဆိုတာဘာပြောတာလဲဆိုတော့မြတ်စွာဘုရားမင်းတုတ်ဆိုတာအဝိဇ္ဇာ
မတိမှုရဲ့နာမည်တဲ့ဟုတ်လားအဝိဇ္ဇာကပိတ်ကမင်းတုံးစတနုံးတီလို့ဆိုတော့ကြီးအဲ့လိုလေးကြီးသူကတပုတ်လုံးကိုရှေ့ပြဿနာနဲ့နောက်ပြဿနာကိုကာယံကတခါတည်းဆက်ပြီးသားတပုတ်သေးပဲသူကအဲ့လိုပေါင်းရေးတာနော်ဘုံအောင်ထိုထားမြတ်ဖျားမှုပုံနာเสียဟောမိတ်မာယောဂဝဆရာပုဂ္ဂလမှုတိတ္တဉာဏ်ရှိစန္ဒပြည့်တိဝိပဿနာမဲ့ပညာကတက်စွာသွားတန်လျက်ဓာတိဝရိယထံပြင်းကြိုးစားလုံးလဝရိယထံပြင်းအာထုတ်ခြင်းကိုတူးခြင်းခေါ်ရာအဝိဇ္ဇာကပိတ်ကတနုံစန္ဒပိတ်ကမင်းတုံစန္ဒနုံဒီဟုတ်လားအဲ့တော့သစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာကိုတကားမင်းတုမသိမှုမင်းတုကြီးချထားတယ်ဆိုရင်တကားပေါက်ကြီးပိတ်ထားလိုက်ပြီးထဲထဲဘာရှိတယ်ဆိုတာမသိရဘူးကိုကအထဲထဲမှာနေလည်းပြင်မဲ့မှာဘာရှိတယ်ဆိုတာမသိရဘူးအကုန်လုံးကချားထားတယ်နော်ဘာမှမမြင်နိုင်တော့ဘူးမတွေ့နိုင်တော့ဘူးဟုတ်လားသစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာအဲ့ဒါကိုမာစီစောကြီးရဲ့ဘုံဘဒီဝမိကတုတ်တံနှစ်အုပ်တောင်ရှိတယ်စောကြီးဟောထားတာတေတေချာကြည့်တဲ့အခါကျတော့စောကြီးကဒီအဝိဇ္ဇာကိုသူကနော်ဘယ်အဝိဇ္ဇာကိုပြောရင်တာဆိုတော့တရားအထုတ်နည်းကိုမသိတဲ့မသိမှုကိုဆိုလိုတာတဲ့အဝိဇ္ဇာသူ့အဆင့်နဲ့သူ့အဆင့်နဲ့သူရှိတယ်တရားဘယ်လိုအထုတ်ရတယ်လဲဆိုတာမှမသိဘူးဆိုရင်ဒီလူဟာနော်အမှန်တရားကိုမသိနိုင်ဘူးအမှန်တရားမသိဘူးဆိုရင်စစ်မှန်တဲ့ချမ်းသာကိုမရနိုင်တော့ဘူးသူကအရင်ဦးဆုံးပိတ်ထားတာနော်သစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာဆိုတာနောက်မှထပ်ပြီးတော့ဖွင့်ရမယ်တကားပေါက်တစ်ပေါက်ပေါ့နော်ပထမဦးဆုံးဖွင့်ရမယ်မင်းတို့ကဘယ်မင်းတို့တုံးဆိုတော့တရားဘယ်လိုအထုတ်ရတယ်လဲဆိုတဲ့နီလန်းကိုမသိတဲ့သဘောကိုဘုံဘုံတို့အရင်ဖယ်ပြရမင်းတို့ကြီးကိုဖယ်ပြလိုက်ဆိုတော့အဲ့ဒါကိုအရင်ဖယ်ရမယ်သဘောကျနော်ဆရာတော်ကြီးရဲ့နော်ပြောတာတွေကအရင်ကောင်းတယ်ဟုတ်လားအဲ့တော့မသိမှုဟာတကားမင်းတို့ပဲချက်ချထားရင်ဘာမှမသိတော့ဘူးအဲ့ဒါသွားပြီဟုတ်လားဒါမှမဟုတ်ဘုံဘုံတို့ဘယ်ကနေစမလို့ဆိုတော့နော်ဒီတရားနာတဲ့ကိစ္စစာပေဖတ်ရှုတဲ့ကိစ္စဘုရားရဲ့အဆုံးအမတွေကိုအရင်ကြားဘူးနာဝရှိအောင်လုပ်တဲ့ကိစ္စကနေပြီးတော့အရင်စရတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီကနေတဖြည်းဖြည်းနဲ့တက်လာတာနော်အခုတရားအထုတ်တယ်ဆိုတာဘာမှမသိသေးတဲ့လူတွေကဘုံဆိုဆက်ပြီးတော့တရားအထုတ်တယ်ဆိုတာဖြစ်နိုင်သလားတရားအထုတ်တဲ့တယ်ဆိုတဲ့အမြင်ရှိမှတရားအထုတ်တရားအထုတ်တဲ့တယ်ဆိုတဲ့အမြင်ဘယ်ရရတရားနာတာတရားစာပေဖတ်ရှုတာဒီကနေရတယ်တရားဟောစီကကြားလိုက်တာသိလိုက်တာဟုတ်တယ်မဟုတ်လားနော်အဲ့ဒီကြတော့မှတရားအထုတ်တယ်ဆိုတာအဲ့အထုတ်မယ်ဆိုရင်တော့မှအထုတ်နည်းကိုတော့ဘာလို့အောင်မလို့လေ့လာရအောင်မယ်ဟုတ်လားဒါကြောင့်အဲ့ဒီအဝိဇ္ဇာအရင်ဥဆုံးနော်ဖယ်ရှင်းလင်းပြရမယ်ပြဿနာပဲဒါသူ့ကိုအရင်ဥဆုံးတွေ့တယ်လို့ပြောတာဟုတ်လားခန္ဓာကိုယ်တောင်မူကြီးကိုတူးလိုက်တာစစရင်ဘာတွေ့တော့ဘာမှမသိတာကြီးတွေ့ဟုတ်တယ်ကြည့်လိုက်နော်ကိုသိအောင်လုပ်လေငါဘာမှသိမသိပါလားမသိပါလားဆိုတာကြီးကထင်ရှားလာတဲ့အပိုင်းလေးတွေရှိတတ်တယ်နော်တခါတလေမှဟုတ်လားအဲ့ဒီမသိတာကြီးကိုမလုပ်ပြင်မလို့ဖယ်ပြရမယ်သိမှုနဲ့အစားထိုးရမယ်လုပ်ပါများလာရင်သိလာမှာပေါ့ဟုတ်လားအဝိဇ္ဇာကပိတ်ကမင်းတို့စန္ဒနုံတိဟုံတက်ကြွမြက်ကောဓမှုဖားပွားဟုပြီတဲ့စောစောကဘုံဘုံပြောရတယ်ဖားလေးကထိလေးကြီးလေးစိတ်ကအလွန်ကြီးတာ哦ကြီးပြီးတော့ဘာဖြစ်သွားအောင်ဆိုတော့သူပြက်ကြီးတာပဲဟုတ်လားဒေါသဆိုတာကိုဖြက်စီးဖို့ကိုဆင်းရဲအောင်နှိပ်စက်ဖို့ဖြစ်လာတဲ့အရာပဲဒါပေမဲ့ဘုန်းဘုန်းတို့ကစိတ်တူပြီးဟေးဆိုရင်နောက်ကဘာလေးကပါလာတော့ဆိုတော့စိတ်တူတဲ့လို့တူတာဆိုတာလည်းပါလာတယ်ဟုတ်လားအဲ့ဒီမှာ तू မလျှော့ခြင်းတော့ဘူးသိလားသူ့ကိုအဲ့ဒီအချိန်မှာစိတ်မတူကိုလာပြောရင်တော့မှမင်းကမင်းမဖြစ်သေးလို့ပြောတာဆိုငါကတော့ဒါတူတဲ့လို့ကိုတိုးနေတာတူတာတောင်နည်းနည်းနဲသေးတယ်ဆိုပြီးတော့ तू ကဒေါသဘက်ကပဲဘာလုပ်နေလဲရှေ့နေလိုက်ဒေါသဘက်ကပဲရှေ့နေလိုက်ဘလို့မှငြိမ်းအေးတယ်အကြောင်းမရှိဟုတ်လားတကယ်တမ်းကဒေါသဆိုတာဘာအကျိုးမှမရှိပူလောင်မှုတက်တက်ပဲစဉ်းစားကြည့်နော်ဘုန်းတို့စိတ်တူတယ်ဘာလို့တူတော့ကိုဖြစ်ချင်တာမဖြစ်လို့တူတာကိုမဖြစ်ချင်တာဖြစ်လို့တူတာဒီနှစ်ခုပဲအဓိကအဲ့တော့ gain ဟုတ်ပြီစိတ်တူတယ်မင်းဖြစ်ချင်တာတွေမဖြစ်လို့တူတယ်ဆိုတော့စိတ်တူတော့မင်းဖြစ်ချင်နေတာဖြစ်လာမှာလားဆိုတော့ဖြစ်လာမှာလားစိတ်တူလို့သာဖြစ်မယ်ဆိုရင်တော့တူနေကြရုံပဲဟုတ်လားနော်ကဲမဖြစ်ချင်တာတွေမဖြစ်ဘူးဆိုတော့မဖြစ်ချင်တာတွေရောကိုစိတ်တူတာနဲ့မဖြစ်ဘဲနေမှာလားမဖြစ်ချင်တာတွေဖြစ်လို့စိတ်တူလည်းပဲဖြစ်เสียအကြောင်းရှိရင်တော့ဖြစ်မှာပဲကိုဖြစ်ချင်တာတွေမဖြစ်လို့စိတ်တူလည်းဖြစ်เสียအကြောင်းမရှိရင်တော့ဖြစ်မှာမဟုတ်ဘူးအဲ့တော့စိတ်တူခြင်းကကိုဖြစ်ချင်တာကိုဖြစ်ဖို့လည်းပဲအကျိုးမပြုဘူးကိုမဖြစ်ချင်တာကိုမဖြစ်ဖို့လည်းပဲအကျိုးမပြုဘူးသူကဘာအကျိုးမှမပြုဘဲနဲ့တက်စိတ်ကိုပူအောင်လောင်အောင်လုပ်တယ်ပထမဦးဆုံးပြီးရင်ဘာလုပ်ဦးမလို့ထင်တယ်နော်မှားတဲ့အပြောမှားတဲ့အလုပ်တွေနဲ့အနာဂတ်မှာပြဿနာပေါင်းစုံကိုခြံထားခဲ့မှာ तू ကစာပိုင်းတော့မြောက်ပေးတာလေ तू ကအဲ့ဒါကိုကအဟုတ်ထင်ပြီးတော့ခြားတာဒေါသမှာအဲ့ဒီမြောက်ကားလုပ်တဲ့သဘောလဲနောက်ကတွန်းအားနေနဲ့ပါတယ်
ဒါမို့စလုံးစလို့ရဟောတာပေါ့နွားနှကောင်ခွေဟာတရှူရှူတရှဲရှဲနဲ့ခွေအားရပြီဆိုတော့ဂျိုလေးတစ်ခါကခေါင်းလေးတစ်ခါကသွေးတန်တည်းနဲ့ဘယ်သူပဲခံရတော့ကိုပဲခံရတာနော်ဟုတ်လားဆရာကြီးပြောတာရှင်းနေတာပဲနော်အဲ့တော့ဘုန်းတော်ကစိတ်တွေကတက်ကြွမာနတွေကမြောက်ပေးတာရှိတယ်နော်လောဘတွေကမြောက်ပေးတာရှိတယ်ဟုတ်လားအဲ့လိုမြောက်ပေးတဲ့အခါကျတော့စိတ်တူကောင်းကောင်းနဲ့တူပြောရင်ရတယ်ပြောလှုပ်ချင်ရတယ်လှုပ်ပြီးတော့အဲ့ဒီပြဿနာတွေဘယ်သူရှင်းရမှာကိုပဲရှင်းရမှာဟုတ်လားဒါကြောင့်ဒေါသဖြစ်တယ်ဆိုတာကိုယ်ကိုဖျက်ဆီးမဲ့အရာဖြစ်လာတာအဲ့ဒါကိုဘုန်းတော်ကနီလမောင်းစုံနဲ့ကြီးထွားအောင်လုပ်တာနော်မာနနဲ့ကြီးထွားအောင်လုပ်တယ်အဝိဇ္ဇာနဲ့ကြီးထွားအောင်လုပ်တယ်ဟဲ့ကြီးထွားလာပြီဆိုတော့မှဘာဖြစ်တော့ပိုးဆိုးလာခုနကတော့ဖားကလေးတဖြည်းဖြည်းနဲ့ကြီးလာတယ်ကြီးလာတဲ့အခါကျတော့ခြေတွေလက်တွေဟာမြေကြီးမထောက်ပြီးတော့ဘူးရန်သူလာလည်းမပြေးနိုင်တော့ဘူးအဲ့ဒါသူကအကျိုးမဲ့ပြက်စီးတာအဲ့ဒါမို့လို့တင်စားတာနော်ပြီးတော့ဒေါသရဲ့သဘောကအစအသေးသေးလေးပြီးရင်ကြီးထွားလာတဲ့သဘောဒါကိုလည်းပဲရည်ရွယ်ပြီးတော့ဒီဖားနဲ့ဥမာပေးတာဟုတ်လားဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကိုဖြည့်ရဲရှားကြည့်တဲ့အခါကောင်းတာမတွေ့ရဘူးနော်မကောင်းတာတွေတွေ့ရတာဟုတ်လားမသိတာတွေစတွေ့လားမင်းတုတ်ကြီးတွေ့ဟုတ်လားပြီးတော့ဗာတွေ့တော့ဖားဘွားတွေ့တယ်အဲ့ဒါကလောထုတ်နိုင်ဖို့အရေးကြီးတာလွန့်ပြစ်နိုင်ဖို့အရေးကြီးတာနော်လွန့်ပြစ်တယ်ဆိုတာအဓိပ္ပာယ်မျိုးမျိုးရှိတယ်ပယ်ပြစ်လိုက်တဲ့အနည်းနဲ့လွန့်ပြစ်ရတာရှိတယ်လို့သူ့အပေါ်မှာဆွဲလန်းနေတဲ့ကက်ညိနေတဲ့လောဘကိုမဖြစ်စေသောအဖြစ်လွန့်ပြစ်တဲ့နည်းလည်းရှိတယ်လိတ်ကြတော့အဲ့ဒါကိုပြောရမယ်လိတ်ကခန္ဓာ၅ပါးကိုပြောတာပါနော်ထားပါတော့အဲ့ဒီမရောက်သေးဘူးနော်တရားကအဝိဇ္ဇာကပိဋကမင်းတို့စန္ဒလုံးဒီဟုံဟုံတက်ကြွမြက်ကောရမူဖားပွားဟုပြီးယုံမားရှိသာဝိသိကိစ္စလမ်းနှမရီတဲ့ဖားတွေ့ပြီးတော့လမ်းနှစ်ခွတွေ့ဟုတ်လားလမ်းနှစ်ခွဆိုတာဘာတုံးဆိုတော့ယုံမားရှိသာဝိသိကိစ္စလမ်းနှမရီတန်တရားကိုပြောတာအမှန်တရားနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်မချနိုင်ဘူးသူကဟုတ်လားဟုတ်တလို့လို့မဟုတ်တလို့လို့တခါတည်းဇဝေဇော်ဟာနဲ့နော်သူကလည်းပဲဘယ်လိုပြောအောင်ဘေးကကြည့်ရတာအလွန်ကိုအားမလို့အားမရဖြစ်เสียကိစ္စကြီးပဲနော်တန်တရားပါအဲ့တော့လက်နှစ်ခွဆိုပြီးတော့မြတ်စွာဘုရားခဏခဏဥမာပေးတယ်ဘာလို့လက်နှစ်ခွနဲ့ဥမာပေးတာတုံးဆိုတော့အကြံဉာဏ်လေးဖုံဖုံပြောမယ်နော်အလွန်ကြွယ်ဝတဲ့ကုံတယ်တယောက်ယတနာပစ္စည်းများစွာနဲ့လန်ခီသွားတယ်ဟုတ်လားအဲ့ဒီမှာတည်င်းရတယ်တဲ့နော်ကုံတယ်ဒီလမ်းကနေသွားလို့တခိုးတွေညတွေကနော်အဖိုးတန်ယတနာပစ္စည်းတွေကိုလူယူဖို့နောက်ကလိုက်လာတယ်လို့တည်င်းရတယ်အဲ့တည်င်းရတဲ့ခါကျတော့သူမြန်ရန်သူတွေရဲ့လက်ကလွတ်အောင်ရှေ့ကနေပြေးတယ်ပေါ့သွားတယ်အဲ့လိုသွားနေတော့နော်အရေးကြီးသွားနေတော့ဘွားဆိုလမ်းကနှစ်ခွတွေ့တယ်ဘယ်တလန်းညာတလန်းရွေးချယ်လိုက်လို့ရှိရင်တော့သူဇေယျပြတ်တယ်ပေါ့ဒါပေမဲ့သူမရွေးနိုင်ဟိုလန်းသွားမလို့ဒီလန်းသွားမလို့ရက်ပြီးတော့နော်စဉ်းစားကနေထုတ်နေတယ်ဘယ်သူမှီးလာမလို့နောက်ကရန်သူမှီးလာတယ်တဲ့အဲ့ဒါလေးကိုဥမာပေးတာနော်ရန်သူမှီးလာပြီဆိုရင်အ ਨੇ ဆုံးတော့သူယတနာပစ္စည်းတွေအလုခံရမယ်အခက်မသိရင်အသက်ခံရမယ်အဲ့တော့ဘုန်းဘုန်းတို့ကဒီသေဘေးနှိမ့်ဆက်လို့နော်ပြေးနေရတယ်ဘဝပြေးနေရတဲ့သဘောပဲအခွင့်အရေးလေးတွေကကုံရင်နဲ့သွားနေတာဘာလို့ဆိုကောင်းတာကိုလုံနိုင်တဲ့အခွင့်အရေးလေးတွေကနော်အချိန်တိုင်းဘာလုပ်နေတော့ကုန်းနေတယ်ဟုတ်လားအဲ့ဒါကိုကတန်တရားတွေဖြစ်နေဟုတ်မှာဟုတ်ရဲ့လားဘာလားညာလားဆိုတော့လှုပ်ဖို့အချိန်တွေဘာဖြစ်သွားတော့ကုန်းသွားတာလှုပ်ဖို့အတွက်အချိန်မရလိုက်ဘူးအဲ့ဒါတန်တရားတွေမကဘဲနဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေဘာတွေချမယ်ဆိုလို့ရှိရင်တော့သူအသက်ဆုံးတဲ့သဘောမျိုးဖြစ်မှာပေါ့နော်တန်တရားတွေဝင်နေတယ်ဆိုရင်အဲ့ဒီအချိန်မှာသူပါလာတဲ့နော်ယတနာဥစ္စာပစ္စည်းနဲ့တူတဲ့နော်သူတော်ကောင်းတက်ကလေးတွေလည်းပဲကုံသွားတတ်သေးတယ်အခုတို့ဖြစ်တော့တာဟုတ်လားဒါကြောင့်မို့လို့ဝိသိကိစ္စလမ်းနှမဝရီလို့ဒီလိုမြတ်စွာဘုရားဟောတာတဲ့ယုံမရှိတာဝိသိကိစ္စလွန်နှမဝရီငါးပြနိဝရဏရေစစ်ပြလို့တဲ့ဟောသောတော်ဘုံဘုံပြောတဲ့ဆက်ပြရေစစ်နော်ရေစစ်နဲ့ဘာလို့ငါနိဝရဏတရား၅ပါးကိုဥမာပေးတာလို့ဆိုတော့နိဝရဏတရား၅ပါးဖြစ်လာလို့ရှိရင်ဘယ်ကုသိုလ်မှအဲ့ဒီချိန်မှာမတည်နိုင်ဘူးတဲ့ဒါကြောင့်တရားစခန်းစာတော်ကအကုသိုလ်လို့ကောင်းပြောခြင်းနဲ့ဆိုရင်နိဝရဏတရား၅ပါးကိုပြောလိုက်ကေဝလောဟာယံဘိက္ခွေအကုသလရာတိနံနော်ယရိဒံပင်စနိဝရဏဒီနိဝရဏတရား၅ပါးဟာတက်အကုသိုလ်အစုဖြစ်တယ်လို့အဲ့လိုပြောတာဟုတ်လားအခုဒီမှာရေစစ်နဲ့ဥမာပေးတာဘာလို့ तू ကဘယ်နေရာလေးကတူတာကိုပြနေတာတော့ဆိုတော့ရေစစ်ထဲကိုနော်ရေသေးကြီးကအပေါက်အကျဲကြီးလေဘာတွေပဲလောင်းထည့်လိုက်အဲ့ဒီရေစစ်ထဲမှာဘာတီးနေတယ်ဆိုတာဘာမှမရှိဘူးလောင်းချလိုက်တဲ့မြရေဟာဟောင်းလောင်းပေါက်အကုန်လုံးယောဂနေဆင်းသွားတဘုံလုံးဆင်းသွားဘယ်နာလေးမှာဘာမှကတ်သက်ကျန်းနေတယ်ဆိုတာမရှိဘူးအဲ့ဒါနိဝရဏတရား၅ပါးဖြစ်လာပြီဆိုရင်ကုသိုလ်ဟာဘယ်နာလေးမှမတည်နိုင်ဘူးတဲ့အကုန်လုံးရောဆိုအကုန်ကျသွားမှာဆုံးသွားမှာအဲ့ဒါကိုပြောတာဟုတ်လားကုသိုလ်လေးအကတ်အသက်ကလေးတောင်ညက်တက်ပြီးတော့တီးနေတာကျန်းနေတာမရှိဘူးလို့ပြောတာအဲ့ဒီရှုထောင့်ကနေပြီးတော့ तू ကနော်နိဝရဏတရား၅ပါးကို
နော်ရည်စစ်နဲ့တူတယ်လို့ပြောတာအဲ့တော့နိဝရဏတရား၅ပါးကိုတော့ဘုံဘုံကရှင်းပြနေတရားရှင်းတော့မှအချိန်ကသိမ့်ကြံတော့နော်ငါးပြားနိဝရဏရည်စစ်ပြလို့ပြင်စဥပါဒနခန္ဓာကိုပမာလိပ်ပုံဟောမိတ်တုံရှင်းတယ်ဒါကတော့ပုံသဏ္ဍာန်လေးတူလို့ဘုန်းတို့ခန္ဓာကိုယ်ကြည့်ပြီးဒီသတိပဋ္ဌာန်လုပ်ငန်းစဉ်လုပ်ကြပြီဆိုလို့ရှိရင်တကယ်ဉာဏ်ထက်လာတဲ့အခါမှာနော်ဒီခန္ဓာကိုယ်အစု၅စုအနေနဲ့ထင်မြင်လာနိုင်တယ်ပေါ့နော်။အော်ရုပ်အစုကြီးကတစုပါလား။ဟုတ်လား။ခံစားမှုကြီးကတစုပါလား။ဘာပဲညာပဲမှတ်သားထားပြီးတော့လိမ္မာကျွမ်းကျင်ထားတာအမှတ်တွေအထင်တွေကတစုပါလားတဲ့ညာ။ကောင်းတယ်ထင်ရင်လောဘနဲ့တုံ့ပြန်မကောင်းမှုထင်ရင်ဒေါသနဲ့တုံ့ပြန်တစ်ခါတလေကြောက်လဲကုသိုလ်စိတ်ကလေးတွေနဲ့တုံ့ပြန်စိတ်ရဲ့တုံ့ပြန်မှုသင်္ခါရတရားတွေကတစုပါလား။ဟုတ်လားဒီမျက်စိလေးနဲ့အကြောင်းနဲ့တွေ့တိုင်းသိတယ်အတန်ကိုသိတယ်ဟာအနံ့ကိုသိတယ်ဆိုတာလေးဟာတစုပါလားနံတရားကိုဘယ်နှစုတောင်သူကွဲသွား၄စုကွဲသွားနော်ရုပ်တရားကိုကြတော့တစုတည်းပေါင်းလိုက်တယ်၅စုခန္ဓာကိုယ်ခြုံပြီးတော့ကြည့်လိုက်တဲ့အခါမှာ၅ပိုင်းပိုင်းပြီးတော့သူမြင်ရတယ်ပေါ့နော်လိတ်ကလေးဒါဥမာပေးတယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်ပဲဟုတ်လားတောင်၅တောင်ကျယ်လေးလို့ပေါ့ဟုတ်လားခန္ဓာကိုယ်လေးဟူသောဘဝကိုကြည့်လိုက်တဲ့အခါမှာရုပ်တစုနံ၄စုမြင်ရတယ်သိရတယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားဘာလို့ခိုင်းတော့ကလောပြစ်လိုက်ဥခိပနော်သူ့ကိုကလောပြစ်လိုက်ထုတ်ပလိုက်လွှန့်ပလိုက်နော်လွှန့်ပလိုက်ဆိုတာဘာပြောတာတော့သူ့ရဲ့အပေါ်မှာတွေ့တာကက်ညိတဲ့လောဘမဖြစ်စေနဲ့လို့ပြောတာအဲ့ဒါသူ့ကိုကလောပြစ်လိုက်လို့ပြောတာလွှန့်ပစ်လိုက်လို့ပြောတာတဲ့နော်ပြင်စဥပါဒနခန္ဓာကိုပမာလိပ်ပုံဟောမိတ်တုံရှင်းအာယုံ၅ချက်ကာမဇက်မှုတန်လဲပုံတော့စစ်နေတုံးတည်တယ်ဒီမှာလဲတန်လဲလို့တွေ့တယ်ဒါကကာယံကြိုက်အောင်ရေးထားတာအမှန်ကပါတော့တာလီဓာနဲ့စင်တီတုံးမိဖို့ကြောင့်ထဲမှာသုံးတဲ့တာလီဓာနဲ့စင်တီတုံးဒီဥမာဘုံဘအလွန်ကြိုက်တယ်နော်ကာမတရားကိုသူကနှစ်ပိုင်းခွဲပြီးတော့နားလည်ရမယ်ဝိထုကာမရဲ့ကိလေသာကာမရဲ့ဝိထုကာမဆိုတာကမက်မောစရာကောင်းတဲ့အာယုန်တွေကိုပြောတာဟုတ်လားလူချင်းစရာကောင်းတဲ့အယောင်အတန်အနတ်အရသာအတွေ့အထိ၅မျိုးကိုဒါဝိထုကာမလို့ပြောတာနော်ကိလေသာကာမဆိုတာအဲ့ဒီဝိထုကာမရဲ့ပုံမှာမက်မောတာရကျင်တာလိုချင်တာနော်တွေ့ကျင်တာကြုံကျင်တာအဲ့ဒါကိုဘာခေါ်တော့ကိလေသာကာမလောဘပြဋ္ဌာန်းတဲ့သဘောပေါ့နော်အဲ့တော့လောဘဖြစ်ပြီဆိုလို့ရှိရင်ဘုန်းတော်ကဆင်းရဲတယ်အဲ့ဒါကို तू ကဘလို့ထင်ရှားအောင်ပြောတော့ဆိုလို့ရှိရင်ဘုန်းတော်တခုခုမြင်လိုက်တယ်ဒါကိုကြိုက်သွားတယ်ဟောဝိထုကာမကိုတွေ့လိုက်လို့ကြိုက်သွားတယ်ဆိုတဲ့ကိလေသာကာမဖြစ်တယ်အဲ့ဒါစိတ်ဟာဆင်းရဲတယ်အဲ့ဒါဘာနဲ့တူတုံးဆိုရင်ဒီဝိထုကာမဆိုတဲ့အာယုံကစင့်တီတုံးလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်လို့ဆိုတဲ့လောဘကဘာတုံးဆိုတော့တာလီတာဟုတ်လားအဲ့ဒါစိတ်ကလေးကအဲ့ဒီပေါ်မှာတင်ထားတဲ့လှီးเสียတစ်ခုခုပေါ့နော်ဟုတ်လားအာယုံဒီဟုသောစင့်တီတုံးပေါ်ကိုတင်ပြီးတော့လောဘဒီဟုသောဓာတ်နဲ့အဲ့ဒါရိပ်ပါလေးလှီးခံတယ်အမြဲလှီးခံတယ်နော်အလှီးခံတယ်ဒီဟာကတော့လောဘဖြစ်တာစိတ်ကိုပါလေးဓာတ်နဲ့လှီးတယ်လို့လှီးခံတယ်နှိပ်စက်ခံနေရတာပါလို့သိဖို့ဆိုတာကကိုယ်စိတ်ကိုအများကြီးမြင်အောင်ဆက်ပြီးတော့ကြည့်လိုက်နော်အကုန်လုံးကဒါတွေကသစ္စာတရားတွေအမှန်တရားတွေနောက်ရသော်ဘုရားဟောထားတယ်ဆိုတာအဲ့ဒါစိတ်ကိုကြည့်လောဘဖြစ်တာကိုမြင်အောင်ကြည့်လိုက်ဒေါသဖြစ်တာကိုမြင်အောင်ကြည့်ရင်ကြာလို့ရှိရင်နားလေလာနိုင်တယ်ဒီဒေသနာလေးကိုဟုတ်တာပါလားနော်လူချင်းမှုဖြစ်ရတာစိတ်ဘယ်လောက်နာသွားတော့အထူးသဖြင့်လောဘကိုတော့နောက်မှသိနိုင်တယ်နော်ဒေါသကတော့အရင်သိနိုင်တယ်နော်ဒေါသတော့နာယုံနေမကဘူးလောင်ကျွမ်းလွတ်ထွက်သွားအောင်ကိုပဲဖြည့်ရှိပလိုက်တာသဘောပေါက်လားအဲ့တော့ဒီမှာနော်လောဘဖြစ်တယ်ဆိုတာလေးကိုသူကလှလှပပလေးတင်စားတာဟုတ်လားအာယုန်ဒီဟုသောစင့်တီတုံးပေါ်မှာတင်ပြီးတော့လောဘဒီဟုသောဓာတ်နဲ့အသီးခံရတာလို့နားလေရပါနော်အာယုံ၅ချက်ကာမဇက်မှုတန်လဲပုံတို့စင့်တီတုံးဒီသာတုံးဟူပြီးဆွဲကန့်ကြည်သာနန္ဒီတာကစွန့်ခွာမလင်အတော်ကင်းကယဟန္တာမူပမာဏကဟုတ်မိန်ကြသည်15ပြဿနာရက်ဒီတဲ့ဟုတ်လားသာတုံးဆိုတာတတစ်ကလေးနန္ဒီရာကကိုပြောတာတဲ့နော်နန္ဒီရာကဆိုတာလောဘပါပဲနော်တချို့ဥမာတွေကလောဘကထထပြီးတော့ပါနေတာရှိတယ်နော်ရေစစ်ဆိုတဲ့နိဝရဏတရား၅ပါးမှာလဲကာမိသန္တာနိဝရဏပါလဲလောဘပဲဟုတ်တယ်မဟုတ်လားလောဘနော်ဥပါဒณะခန္ဓာ၅ပါးထဲမှာလည်းပဲလောဘပါနိုင်တာပဲသင်္ခါရခန္ဓာထဲမှာပါနိုင်တယ်အာယုံ၅ချက်ကာမဇက်မှုဆိုတာထဲမှာလည်းပဲလောဘပါတယ်အခုဒီမှာသားတုံးကိုသားတစ်ကိုလည်းဘာလို့ပြောတော့လောဘပြောတယ်ဒါပေမဲ့လောဘဆိုတဲ့နာမည်နဲ့မပြောဘဲနဲ့နန္ဒီရာဂဆိုတဲ့နာမည်နဲ့ပြောတယ်နန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာဆွဲမဲ့တာနော်လောဘရဲ့အရင်းနဲ့အဖျားလို့ဘုံဘုံကတော့အဲ့လိုလေးခုစိတ်ထဲမှာနားလည်ထားတယ်ပေါ့နော်နှစ်သက်တယ်ဆိုတာနည်းနည်းလေးလောဘအနှုတ်စားလေးပေါ့ဆွဲမဲ့တယ်ဆိုတာကြတော့ဟာမရမဖြစ်ဘူးဆိုတဲ့နေရာထိသွားတာသူကယာဂသဘောပေါ့နော်နန္ဒီရာဂလို့သုံးတယ်ဟုတ်လားအဲ့ဒီနန္ဒီရာဂဟာဘာလို့ဆို
အရာရာကိုကတ်ညိစိတ်ဆိုတာ तू ကောင်းတယ်ထင်တဲ့အရာတွေကို तू အကုန်လုံးလိုက်ပြီးတော့ကတ်တာပဲနော်ဘယ်တော့မှဝသွားပြီတော်ပြီဆိုတာမရှိဘူးနောက်ထပ်ကတ်ဆရာတွေ့ရင်ထပ်ကတ်မယ်ကတ်ဆရာတွေ့ရင်ထပ်ပြီးတော့ကတ်နိုင်မယ်ဟုတ်လားသားတုံးရဲ့သဘောက तू ကတ်တယ်ဒီစီမပါဘဲနဲ့အိုးကင်းနဲ့ထည့်ပြီးတော့လှုပ်ကြည့်ပါလားနော်အကုန်လုံးတူးကတ်သွားတာဟုတ်လားအစိမ့်လေးတွေလည်းကတ်တဲ့သဘောရှိတယ်နှုတ်ဆင်းထားလို့ရှင်ပိုးတောင်ကတ်သေးတယ်ဒါရှုထောင့်တစ်မျိုးပြောတာမာစီစောကြီးကတော့အသားဆိုတာတဲ့တတ္တဝါတိုင်းကကြိုက်ကြလို့နော်ကြိုက်တတ်တဲ့သဘောနန္ဒီတာကလေးနဲ့တင်စားပြီးတော့ဟောတာလို့စောကြီးကတော့အဲ့လိုလေးရှင်းပြတယ်ဒါအသေးစိတ်ပြောတာရှင်လေးတွေကလည်းအသားဆိုရင်ကြိုက်တာဘယ်ရောက်လာမှမသိဘူးတဲ့ခဏနေပွက်စိတ်ကလေးတွေကလည်းရောက်လာတာပဲတဲ့ဒီအသားကလူတွေကရောမကြိုက်ဘူးဆိုတော့ဟာလူတွေကလည်းကြိုက်တာပဲတဲ့နော်အသားမကြိုက်တဲ့တတ္တဝါရှိဘူးအဲ့လိုလေးသူကပြောတယ်အဲ့ဒါသားတုံးဟူပြီးဆွဲကန့်ညီသာနန္ဒီတာကစွန့်ခွာမှလျင်အသောကင်းကယဟန္တာမူပမာနဂါဟောမိတ်ကြသည်15ပြဿနာယတ္တိနော်နဂါကိုတွေ့တယ်ဆိုနဂါကိုပါတယ်တော့မထိပါနဲ့ဟုတ်လားနဂါကိုပူဇော်လေဒီလိုခိုင်းတယ်ဟုတ်လားနဂါဆိုတာအဲ့ဒါယဟန္တာကိုပြောတာတဲ့စောစောကတွေ့ခဲ့တဲ့ဒီအရာတွေကိုအကုန်လုံးကလော်ထုတ်နိုင်မယ်လွန့်ပြစ်နိုင်မယ်နော်သူတို့ရဲ့ပုံမှာတဏှာလောဘကိုဖျက်တောက်ပြီးတော့စွန့်နိုင်မယ်ဆိုလို့ရှိရင်နောက်ဆုံးဘာဖြစ်သွားမှာလဲယဟန္တာဖြစ်သွားမှာပဲလေဟုတ်လားခန္ဓာကိုယ်ဒီဟုသောတောင်းမူကြီးကိုနော်ဉာဏ်ပညာဒီဟုသောလက်နဲ့နော်ဝရိယဒီဟုသောတူးခြင်းဖြင့်တူးဆွကြည့်မယ်ဆိုလို့ရှိရင်ဒီတွေ့ရတဲ့ပစ္စည်းတွေကိုဘုန်းဘုန်းတို့မလုပ်နိုင်မှာတော့စွန့်လွတ်ပြစ်လိုက်နိုင်မှာပေါ့စွန့်လွတ်ပြစ်လိုက်နိုင်မှလဲသူကဆက်တူးလို့ရမှာဟုတ်နောက်ရင်သူတို့ကခန်းနေမယ်လေဟုတ်လားဆက်တူးလို့နောက်ဆုံးနော်ပေါက်မြောက်အောင်တူးမယ်ဆိုရင်ဘယ်ရောက်သွားမှာတော့နဂါးကိုတွေ့တဲ့အဆင့်ရောက်သွားမယ်တဲ့အဲ့ဒီနဂါးကိုတော့ပူဇော်ပါလို့ဒီလိုလေးအဆုံးသတ်တာဟုတ်လားဒါဖုံတရားဟောတာနော်တဏှာကြီးပြီကို2မိနစ်ပဲလို့တော့နော်အဲ့တော့ဒါပါတော့ဝါမိကသုတ်တံတဲ့ဘလောက်ပြောနော်မကုံဆုံးနိုင်တဲ့အဓိပ္ပာယ်တွေရှိရဲ့နော်ဒါမလို့ဒီသုတ်တံကြီးကိုဟောတဲ့အခါမှာများသောအားဖြင့်3-4နာရီလောက်5-6နာရီလောက်ဟောကြတာများတယ်ဟုတ်လားတော့တစ်ခုကိုအများကြီးအဓိပ္ပာယ်တွေကချဲ့မယ်ဆိုလို့ရှိရင်ချဲ့လို့ရတာ哦ဒါပေမဲ့ကြည်ပြန့်နားလည်ဖို့ဟောဖို့လိုတယ်လို့အချင်းချုပ်အနှစ်ချုပ်ကလေးတွေလည်းပဲဟောဖို့လိုမယ်လို့ဘုံဘထင်တယ်ခြုံငုံပြီးတော့တခါတည်းပိုင်နိုင်နားလည်သွားခြင်းအကျိုးကျေးဇူးရှိမယ်လို့ဆိုခြင်းတယ်ပေါ့နော်တစ်ခုကိုအကျေအသေးသေးပြောနေကြားတော့နောက်ပိုင်းကျတော့ဘာကိုဆိုလို့ဘာကိုဆိုလို့မှမသိရနဲ့ညံကမငုံမိတာမျိုးလေးတွေရှိတယ်ဒါကြောင့်တချို့ဒေသနာလေးတွေကအနှစ်ချုပ်တခါတည်းလဲနားလည်ဖို့သုံးသပ်တတ်ဖို့အရေးကြီးတယ်ဟုတ်လားပိုင်နိုင်စိတ်ထဲမှာမှတ်သားနိုင်အောင်ဟုတ်လားအဲ့တော့ခန္ဓာကိုယ်ဆိုတာတောင်ဖို့ဆိုတာဘာကိုပြောတာတော့ခန္ဓာကိုယ်ကြီးကိုပြောတာညကိုအခုထွက်တယ်ဆိုတာတွေးကြံနေတာကိုပြောတာနေ့ကိုမီးတောက်တယ်ဆိုတာနောက်လုံနေကိုင်နေပြောနေဆိုနေတာတွေကိုပြောတာဟုတ်လားဆရာဆိုတာမြတ်စွာဘုရားကိုပြောတာတပည့်ဆိုတာယောဂီယောဂဝဆရာပုဂ္ဂိုလ်တွေကိုပြောတာဟုတ်လားလက်နဲ့ဆိုတာဉာဏ်ပညာကိုပြောတာတူးတယ်ဆိုတာအားထုတ်တာကိုပြောတာနော်ဒီလိုအသိဉာဏ်တွေပဲထက်ဖြစ်အောင်ကြိုးပမ်းနေတာကိုပြောတာတူးပြီဆိုတော့မလိုလားအပ်တဲ့ပစ္စည်းအရာဘယ်နှမျိုးတွေ့တော့9မျိုးနောက်ဆုံးကြမှာ10ခုမြောက်ငကားကိုတွေ့မှာနော်9မျိုးကဘာတွေတော့မင်းတုပ်ရယ်ဖားပွားရယ်လက်နှခွရယ်ရေစစ်ရယ်လိတ်ရယ်နော်စင်ဒီတုံးနဲ့တာလီတာရယ်တာတုံးရယ်ဟုတ်လားဒါလေးတွေကနော်တူတဲ့သဘာဝလေးတွေကိုစိတ်ထဲမှာနားလည်မှုကျေပြန့်အောင်လို့ဒါဥမာပေးလိုက်တာဟုတ်လားဒါကြောင့်မလို့ဒီသုတ်တံကိုဆက်ပြီးတော့လည်းပဲနော်တခြားနော်ဖွင့်ဆိုဟောထားတဲ့တရားတွေကိုလည်းလေ့လာပြီးတော့ကိုယ့်ရဲ့နားလည်မှုကိုမြင့်မားအောင်လုပ်နိုင်မယ်ဆိုရင်လည်းအများကြီးကောင်းမယ်ပေါ့ဟုတ်လားဒါဘုန်းဘုန်းတို့ကလည်းခဏဟောဥပါတယ်တစ်ခါဟောတာနဲ့တစ်ခါဟောတာလည်းချွတ်ချွတ်ကြည့်တော့မတူဘူးပေါ့ဟုတ်လားကိုယ်စိတ်ထဲတွေးမိတယ်လို့မြင်မိတယ်လို့လေးတွေပြောသွားတာဆိုတဲ့အခါကျတော့ဒါကတော့အချိန်ကလေးတနာရီအတွင်းမှာနော်ကျေပြန့်တဲ့အဓိပ္ပာယ်တွေကိုဘုန်းဘုန်းတို့ခြုံငုံပြီးတော့ပြောတာဆိုတော့ပြည့်စုံဖို့ကတော့မဖြစ်နိုင်သေးဘူးပေါ့နော်သို့တော့ဒီလောက်ကလေးသိရတယ်ဆိုရင်ကိုပဲဩဒီသုတ်တန်လေးကဘာကိုရည်ရွယ်တာဘာကိုနားလည်စေချင်တာဆိုတာလေးကိုတော့အဓိကကြတာတော့သိကြမယ်လို့ထင်ပါတယ်ဟုတ်လားကိုယ်ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့တူးဆွပြီးတော့ကြည့်ရတော့ဘာအတွက်တော့အမှန်ကိုနားလည်အောင်လို့ဟုတ်လားအနိစ္စကိုနားလည်ဖို့ဒုက္ခကိုနားလည်ဖို့အနတ္တကိုနားလည်ဖို့နောက်ဆုံးဒုက္ခသစ္စာဆိုတာကြီးကိုတကယ်သိသွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ခန္ဓာကိုယ်တောင်းဖို့ကြီးကိုဉာဏ်ပညာလက်နဲ့နော်ဝရိယနဲ့ဘာလို့ကြမှာတော့တူးကြရမယ်အဲ့ဒါသတိပဋ္ဌာန်တရားအားထုတ်နေဆိုတာအဲ့ဒါအမြဲတမ်းဘာလို့နေတာတူးဆွပြီးတော့ကြည်နေတာတခုမဟုတ်တခုကတော့တွေ့ရပါလိမ့်မယ်ဟုတ်လားအဝိဇ္ဇာတွေ့ရင်လည်းတွေ့မယ်ဖားတွေ့ရင်လည်းတွေ့မယ်လိတ်ကတော့အမြဲတမ်းတွေ့နေမှာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါလေးတွေကိုကိုလုံနေတဲ့အလုပ်ထဲမှာ
ဒေသနာလေးတွေကိုချပြီးတော့စဉ်းစားနိုင်မယ်ဆိုရင်နော်တရားရဲ့အရာသာတစ်မျိုးရှိနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်ကြိုးစားအထောက်ထားရတယ်ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း